အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးပိုသားရရဲဘော်3ချက်ရေးသားထားတဲ့သွေးတန်ရဲရဲစက်သိန်းပိုင်းကိုဖတ်ပြပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာရန်သူအခြေခံရွာနှံရွာတို့အတော်ကလေးမှောင်စပြိုးလာသည့်နောက်တွင်ကျွန်တော်တို့ချီတက်ရေးတပ်ဖွဲ့သည်စတင်ခရီးထွက်ရန်ပြင်ဆင်ခိုင်းလိုက်သည်ရန်ကြီးအောင်စစ်ကြောင်းစီမှလည်းအကြောင်းတစုံတရာထူးခြားမှုမရှိကြောင်းနှင့်ကရင်ရွာများ၌စနစ်တကျတပ်ဆွဲ၍အသီးသီးတပ်ပြန်ဖြန့်ကာနေရာယူထားကြောင်းတည်င်းပြန်၍ပို့ခဲ့သည်ယခုကျွန်တော်၏ချီတက်ရေးအစီအစဉ်မှာဘွေဆိုင်နှင့်ပတ်ခေါင်းရွာများကိုဘေးမှတောရိပ်ခုကာပန်းကချီတက်ရေးနှင့်လူစုခွဲကပုံးရှောင်နေသောတောင်းကျမ်းသူများကိုရှာဖွေရန်စီစဉ်မှုရှိပါသည်ရဲကောင်စစ်ကြောင်းနှင့်ဘရင်အောင်စစ်ကြောင်းအင်အားစုနှင့်ပေါင်းကြည့်ရာတိုက်အားတက်ခွဲ2ခွဲအပြင်စိန်ပြောင်းတက်စု2စုနှင့်ဆက်တနက်တက်စု2စုအပူရှိလာသည့်ကြောင့်ဘွေဆိုင်နှင့်ပတ်ခေါင်းကျေးရွာဒေသကိုရှင်းလင်းရေးအတွက်အင်အားလုံလောက်နိုင်သည်ဟုယူဆသည်အကယ်၍နောက်ထပ်အင်အားစုလိုတွင်တက်ရင်း၌ကြံရစ်ခဲ့သောတက်ခွဲ2ခွဲကိုပြန်ခေါ်လိုက်လျင်2ရက်3ရက်တွင်တက်အင်အားဖြည့်ဆွတ်နိုင်ပြီမည်ရန်ကြီးအောင်စစ်ကြောင်း၌တက်ခွဲ1ခွဲစာအင်အားစိန်ပြောင်းတက်စုဆက်တနက်ကြီးတက်စုအပြင်ရိတ်ခါတက်မှရဲမတ်62ယောက်စသည့်အင်အားများရှိနေ၍၎င်းပြေမနာမြို့နှင့်များစွာနီးကပ်နေသလောက်လူလင်းလိုသလိုအင်အားဖြည့်ဆွတ်နိုင်သည့်အတွက်စိုးရိမ်စရာမရှိတော့ချေစခန်းချမှတ်ခဲ့သည့်နေရာမှန်သမျှကိုကျွန်တော်တို့တက်စတင်မထွက်ခွာမီခြေရာလက်ရာဟူတ၍ချက်ချင်းဖျောက်ပြက်ပစ်ပြီးကျွန်တော်တို့၏နောက်သို့ခြေရာခံ၍မလိုက်နိုင်အောင်တည်င်းအစနာတွေပါဖျောက်ဖျက်ပစ်ရန်အားလုံးစီစဉ်ခိုင်းလိုက်သည်လမ်းပြလှုပ်သူ3ဦးကိုလည်းခရီးမထွက်မီကကြိုတင်၍ခြေတက်မိတော်တွင်ခရီးချမ်းနှင့်ရည်ရွယ်ချက်ကိုနားလည်အောင်ပြောဆိုထားကာခရီးလမ်းဘက်မမားစေရန်ကြိုတင်စီစဉ်မှုတိုင်ပင်ညှိနှိုင်းမှုများပြုလုပ်စေ၏ည9နာရီတိတိတွင်ကျွန်တော်တို့သည်ဘွေဆိုင်နှင့်ပတ်ခေါင်းရွာကြီးဒေသသို့တောကြားတောင်ကြားမှဖြတ်၍စတင်ကချီတက်ကြသည်ကျွမ်းကျင်သောလမ်းပြကောင်းများ၏နောက်မှတဒန်းစီတန်းကတက်စုလိုက်ခွဲ၍တတုပ်ပြီးတတုပ်ရှေ့ကင်းတက်စိတ်နောက်ကင်းတက်စိတ်ထားကချီတက်ခဲ့ကြသည်လမ်းပြလှုပ်သူများ၏အစီရင်ခံချက်အရပတ်ခေါင်းကြီးရွာနှင့်ကျွန်တော်တို့တက်ချီတက်ရာဒေသသည်18မိုင်ခန့်ကွာဝေးကြောင်းကိုသိရခြင်းအဖြစ်အတော်ကလေးခရီးပြင်းအောင်ချီတက်နိုင်မှနက်နက်မိုးမလင်းမီပတ်ခေါင်းကြီးရွာဒေသသို့ချင်းကပ်နိုင်သည့်အရေးကိုကျွန်တော်နားလည်လိုက်သည်တခါစမ်းချောင်းများကိုဖျက်၍၎င်းတချီတွင်လျှိုစွတ်ထဲမှဝင်ရတဖုံတစ်ချက်တွင်မြင့်မားသောစောက်ထိုးတက်တောင်နေရများကိုတယောက်စီတစ်လှည့်စီတက်ကြော်ခဲရသည့်ပင်ပန်းလှသည့်ခီးစဉ်များကိုဖျက်ကျော်ကာည12နာရီအချိန်တွင်ရှေ့ဆုံးလမ်းပြကခရီးရက်နာရန်ခွင့်ပန်၍တပ်များကိုရပ်နားစေတော်သည်အဲ့ဒီဟာပတ်ခေါင်းကြီးရွာနယ်နိမိတ်အစပဲအခုကျွန်တော်တို့ဖျက်ကျော်ခဲရတာအမြင့်ဆုံးတောင်တန်းမဲ့ပူမှုဒီကနေပြီးသွားရင်ပတ်ခေါင်းရွာ8မိုင်ပဲအများဆုံးတောင်ထက်ထိပ်မရှိတော့ပါဘူးလမ်းတိုင်းတက်ရရင်ခုလောက်ဆိုရင်ရောက်နေပြီအခုလာခဲ့ရတဲ့လမ်းကတော်ကြံခီးချမ်းချိန်မှုပဲဥပုသ္စဒီလိုလုပ်ပါကျုပ်တက်တွေကတက်နဲ့တမျှပတ်ခေါင်းရွာကိုကွင်းကြီးရွာရဲ့အရှိပိုင်းကိုရောက်နှင့်ခြင်းနေမနက်မှအရှိကဖြူပြီးတိုက်မယ်အမိန်ပေးလိုက်ဒီနဲ့ရဲဘော်များအား10မိနစ်အချိန်အနားပေးလိုက်ပြီးအချိန်စေ့သည့်ခါ၌ဆက်လက်၍ပတ်ခေါင်းကြီးရွာတို့ထွက်ခဲ့သည်ကျွန်တော်တို့ရှေ့မှရှေ့ပြေးတက်စု၎င်းနောက်မှကျွန်တော်နှင့်ရုံးဖွဲ့သည်ဒုတိယတက်စုနှင့်တွဲဖက်၍ခြိတက်ခဲ့ကြသည်တဖြည်းဖြည်းနှင့်တောင်ဆင်းတို့စတင်ကဆင်းခဲ့ရသည့်အခြေအနေကိုနားလည်လိုက်သည်အเจ้าမှာခပ်ဖြည်းဖြည်းဆင်းခဲ့သည့်အခြေအနေမှကျွန်တော်တို့အောက်၌တပြန့်ထဲသောတောတန်းကြီးကိုတွေ့ရတော့ကြောင့်သည်တောင်အဆင်းတွင်ချောင်းလေးတစ်ချောင်းကိုဖျက်ကျော်ခဲ့ရာချောင်းအောက်ပိုင်းစီမှဝုံခနဲအတန်ကြီးတစ်ချက်ပေါ်ထွက်လာပြီးဝါးပင်များတိုးသံတစ်ပင်လှဲသံများတခဲနဲ့ပေါ်ထွက်လာတော့သည်ပြောင်အုပ်ကြီးပြိုလူနှံ့ကြိုတင်ရလို့ငိမ့်နေတာအခုတော့ကြောက်အားလန့်အားနဲ့နောက်လန့်ပြေးကုန်ပြီအားကြီးအမဲပေါ်တဲ့ဒေတာပဲသက်ခေါရင်ကျုပ်တို့သက်အမဲလာပြစ်ကြရအောင်ဥပုဟန်ဒီပြောင်အုပ်ကြီးဤတဝုံဝုံပြေးလွှားတံကိုနားဆွင့်ကထောင်ရင်းဖြင့်ခေါင်းတငိမ့်ငိမ့်နှင့်ခြေနှက်နေတော့သည်မှန်ပြီဒီ
၎င်းရှိရိုးမဖက်၌တက်တက်အမဲပြစ်သူမှုတ်ဆိုးမရှိခဲ့ခြင်းလူနေမှုနေပါခြင်းတစ်တော်ဖက်မှလည်းတစ်နှစ်တစ်ခေါက်ရောက်ခဲ့သည့်ကြောင့်သားကောင်ကြီးတွေရဲတင်းချင်တိုင်းရဲတင်းကပိုးများချင်တိုင်းပိုးများနေတော့သည်နနက်3 နာရီခွဲအချိန်တွင်ရှေ့ဖျားချီတဲ့ကင်းတက်စုကရှေ့၌မီးဖို့နှင့်လူတစုကိုတွေ့ရကြောင်းတည်င်းပို့ပါသည်ဤတွင်ကျွန်တော်နှင့်ဦးဘိုးဟန်ဦးဘိုးရန်တို့လူတိုက်သည်တက်စုမှုတက်ခွဲနှင့်အတူကင်းတက်စိတ်ကိုခေါင်းဆောင်၍မီးရောက်မြင်ရသောနေရာဖက်သို့တလန့်ချင်းကင်းထောက်ထွက်ခဲ့သည်ကျွန်တော်ဒီချက်ချင်းပင်မှန်ပြောင်းကိုထုတ်၍ဂိုက်300กว่าရှိမီးရောက်နှင့်လူတစုကိုလှမ်း၍ကြည့်လိုက်သည်အလယ်တွင်မီးဖို့ကြီးဖို၍ဘေးမဘက်ကမီးလုံးရင်စကားပြောနေသောတနက်ကင်လူတစုကိုအရှင်းသားတွေ့ရသည်၎င်းနှင့်လူ2ယောက်မှမူမီးဖို့ဘေး၌အိတ်ကပြောင်းတန်တစ်ခုစီနှင့်ဘိန်းရှူနေတော့သည်လူပေါင်းစုံဖြစ်ကြတဲ့ဇံစုဆောင်ထားသောတောင်ကျမ်းသူများ၏ဘဝအမှန်ကိုကျွန်တော်ဒီစဉ်းစားရင်းစိတ်မကောင်းမိချေမိတိယုံကြည်ချက်ခံယူ၍နိုင်ငံရေးယူဆတဘောတရားမရှိဗိုလ်ကြခြင်းလှူရ၍ရရှိသည့်ငွေကြေးအတွက်ခေါင်းဆောင်၏အပေါ်ကြီးညိုမှုအပျော်တက်တက်လုပ်ခြင်းစသည့်အကြောင်းအရာတစ်ခုကိုကျွန်တော်ဒီမှန်ပြောင်းတွင်းမှကြည့်ရင်ဂယုဏတတ်မိသည်တို့ရာတွင်တာဝန်ဒီတာဝန်တာဖြစ်ချေ၏ရန်သူကိုရန်သူဟူ၍မြင်ရမည်တဘောထားရမည်လုပ်ငန်းစဉ်တိုင်းတက်စုကိုပညာဖြန့်ကပန်း၍တက်စီပြီးလင်တက်နိုင်သည်များတနက်တမထွက်ပေတိုက်ခတ်ခြင်းစင်မေး၍ရနိုင်ရန်ရန်သူကိုအရှင်ဖမ်းစေခြင်းစသည့်စစ်ပရိယေများအသုံးပြုရန်အမိန့်ပေးကဖြစ်ကျွန်တော်တို့သည်ခြေတံလုံနှင့်ရန်သူလူစုရှိရာသို့တလန်းချင်းတက်ခဲ့လေသည်ကျွန်တော်သည်ညာဘက်ကဂျပန်ဓာတ်ရှိကိုကန်၍ဘယ်ဖက်မှရှိသို့တအားလှုပ်၍ပြလိုက်သည်နှင့်တပြိုင်နက်တည်းတက်စုရဲဘော်များသည်လှန်စွတ်တဖွေးဖွေးနှင့်တဟုန်ထဲပြေး၍ရန်သူကင်းဖွဲ့ကိုတိုက်ခိုက်ကြသည်ကြားဟုသောအော်ဒံကိုလုံးဝမအော်စေရပဲတိတ်တဆိတ်ကပ်၍လှန်စွန်းနှင့်တေး၍လူချင်းပူးကတက်သောတိုက်နီမျိုးဖြစ်သည်တနက်ကိုလှမ်း၍ဆွဲလိုက်သည့်တောင်ကျမ်းသူတဦးကိုရဲဘော်တဦး၏လှန်စွတ်ကစွတ်ခနဲရင်ဝါသို့စိုက်ဝင်သွားပြီးငြိမ်ကျသွားစေ၏နောက်တို့ထား၍ပြေးထွက်လိုက်သောတောင်ကျမ်းသူ3ဦးကိုတစ်ဖက်မှပန်း၍တက်လာသောရဲဘော်များ၏လှန်စွတ်များကနေရာတွင်တန့်ခနဲရက်သွားစေ၏တိုက်ပွဲသည်တခဏကြာတွင်၌ရှင်းလင်းပြီးစီးခဲ့တော်သည်တောင်ကျမ်းသူ8ဦးအနက်2ဦးသည်လှန်စွတ်တန်ချက်ဖြင့်ကြဆုံသွားပြီးလင်ကျန်6ဦးကိုလက်ရအရှင်ဖမ်းမိခဲ့သည်၎င်းတို့ကန်ဆောင်သည့်အင်္ဂလိပ်တနက်5လက်နှလုံးပြူ2လက်နှင့်ဓာတ်တစ်စင်းကိုတင်ဆေးရမိတော်သည်မင်းတို့ဘယ်လိုတက်ဖွဲ့လဲပြောစမ်းဦးနုသည်ရှမ်းဘာသာဖြင့်မေးလိုက်သည်တွင်တော်တော်နဲ့အဖြေထွက်မလာချေထို့ကြောင့်ဦးနုသည်တစ်ချက်ရီလိုက်ပြီးလင်မင်းတို့မပြောရင်လေတို့သိပြီးသားပါကွာမင်းတို့ထဲကလူတွေကိုမိထားကြပြီခေါ်ခဲ့၏စိန်သားကိုသူတို့ကိုပြကြရအောင်မကြာမီစိန်သားကိုကျိုးတုပ်များနှင့်ရဲဘော်2ယောက်ကညှက်၍ခေါ်လာပြီးလင်ဖမ်းမိထားသောသူများကောင်းစွာမြင်စီရန်စိန်သား၏မျက်နှာကိုလက်နှိပ်ဓမီထိုး၍ပြလိုက်၏ဦးနုကချက်ချင်းဖြင့်တော်ပြီပြန်ခေါ်သွားကွာတဖန်ဖမ်းမိထားသူများဖက်သို့လှည့်၍ပြောတော့မင်းတို့အားလုံးအကြောင်းကိုစိန်သားကအကုန်ဖွင့်ပြောသွားပြီဘာမဟုတ်တာနဲ့ဒုက္ခခံမနေကြနဲ့ငါလူများမင်းတို့အပြစ်ဒဏ်သိရမဟုတ်လားတေတံပေးနိုင်တယ်နောက်ဆုံးခွင့်ရပြီးမယ်ညံထုံးဖက်မှာလေပတ်ခေါင်းမှာလားဘွေဆိုင်မှာလားတိတိကျကျပြောကွာကျွန်တော်တို့အမှန်တိုင်းပြောရင်ကျွန်တော်တို့ကိုမတတ်ဘူးလားဆရာမရဲတရဲလီတံဖြင့်တောင်းကျမ်းသူတူကစတင်၍ဦးနုတို့ပြန်၍မေးမြန်းပါသည်အေးမင်းတို့မှန်တာပြောမပြောစစ်ဆေးကြည့်မယ်မှန်တာပြောရင်မင်းတို့ကိုမတတ်ဘူးမင်းတို့သားများတွေစီအရောက်ပြန်ဖို့ပြီးမယ်ဘာအမှုမှလည်းဒိုးမလုပ်ဘူးကောင်းပြီဆရာကြီးညံထုံးဟာကျွန်တော်တို့ထွက်လာစဉ်ကရွာမှာမနေတော့ဘူးဆရာကြီးတို့စစ်တပ်တွေလာမှတိလို့ရွာကခွာပြီးပတ်ခေါင်းရွာရဲ့အရှိဖက်တယောက်ကူးစကမ်းမှာတက်ပုံးနေတယ်ဆရာကြီးဘယ်တယောက်ကူးစကမ်းလဲကွာနန်ဩရိတ်ကိုနာကတယောက်ကူးစကမ်းလားဦးနုဒီနေကျွမ်းကျင်သူပြီးမေးလိုက်ရတွင်ဟုတ်တယ်ဆရာကြီးကျွန်တော်တို့လူစုကိုဆရာကြီးတို့လာမဲ့လမ်းကကြိုတိုက်ရအောင်လွှတ်တာပဲမိုးချုပ်လို့မနဲ့ဖြစ်မနဲ့အစောထပြီးရှေ့တက်မလို့ဟာဒီပြင်ကင်းတွေချပေးသလားဒီနားမှာမင်းတို့တက်လူတွေရှမ်းပြည်ဘက်ကခေါ်ထားတယ်ဆိုဘဲလို့လေဦးနုဒီဆက်လက်၍ရနိုင်သည်မြမေခွန်းကိုအိတ်ထုတ်ယူသည်ချထားတယ်ဆရာကြီး
သူတို့ရှိမှကင်းဖွဲ့ရှိတယ်သူတို့တက်တွေကတော့ဆရာကြီးတို့ပတ်ခေါင်နဲ့ဘွေးဆိုင်ရွာနားမှာအသင်းဆောက်နေကြတယ်ဆရာကြီးတို့လာရင်လမ်းကဖျက်တိုက်မယ်လို့ပဲပြီးတော့ရှမ်းပြည်ဘက်ကသူတို့လူတွေအခုမလာနိုင်ဘူးဟိုမှာလဲဂျပန်စစ်တပ်တွေကသူတို့ကိုလိုက်ရှာတတ်နေတယ်ကောင်းပြီမင်းနာမည်ဘယ်သူလဲဘာလူမျိုးလဲငါ့ကိုမှန်မှန်ပြောမင်းငါရောသိရလားမှန်မှန်ပြောနေပါတယ်ဆရာကြီးကျွန်တော်နာမည်ကနန္ဒလီလို့ခေါ်ပါတယ်ရှမ်းစစ်စစ်ပါမိုင်းဖြဲကစာတီပါဟိန်ကုန်ဘူးဟာကျွန်တော်ဦးရင်းပါကျွန်တော်သာမကောင်းတဲ့လူတွေနဲ့ပေါင်းမိပြီးနောက်ပိုင်းမပြန်ရေးပြီးဒီတောင်ကြားမှာတောင်းတင်နေတယ်ခင်ဗျ။အော်မင်းကဟိန်ကုန်ဘူးရဲ့တူကိုဟိန်ကုန်ဘူးမှာတာသမီဘယ်နှယောက်ရှိသလဲကွာသူ့စာတီကဘဲကလဲကွာသူ့မိန်းမကဘဲကလဲကွာမှန်မှန်ပြောဖို့ငါ့ကိုလိမ်မြန်မကြံနဲ့ဟိန်ကုန်ဘူးမှာတားနှစ်ယောက်ခွန်ပါနဲ့ခွန်ပန်းသမီးကနန်းလှသူ့မိန်းမကပင်လောင်းနယ်ကဒေါ်အေးညွန့်ကျွန်တော်ဟာဒေါ်အေးညွန့်ဘက်ကတော်တဲ့သူပါကျွန်တော်အဖေဟာဒေါ်အေးညွန့်မောင်အရင်ခင်ဗျအဖေနဲ့အမေငယ်ငယ်ကပင်လောင်းမှနေတယ်ကြီးမမိုင်းဖြစ်နေကိုရွေ့နေခဲ့တယ်ကဲဆရာကြီးဂျင်းနဲ့ပြီလားခင်ဗျယုံကြည်ပြီလားဦးနုဒီစစ်ဆေးခံသူဤနှရင်ကိုတစ်ချက်နာနာလေးပုတ်ခတ်၍ရိုက်လိုက်ပြီလင်ဟင်ခွေးကောင်လူမိုက်ဆွေမျိုးတွေနာမည်အားကြီးဖြစ်တယ်နေငါ့ကိုကြည်စမ်းတိတိချာချာဘယ်သူလဲလို့ဦးနုဒီသူဤမျက်နာကိုလက်နှိပ်တံမီးဖြင့်တစ်ချက်ထိုးကပြလိုက်၏ဟိုက်ဟူသောအလန့်တကြားအော်တန်တဲ့သူငိုတန်တွေပါပေါ်ထွက်လာပြီလင်အစစ်ဆေးခံရသူနန္ဒလီသည်ဦးနု၏ခြေသလုံးနှစ်ဖက်ကိုတိမ်ကျုံရစ်ဖက်ကငိုယိုပါတော့သည်ဦးနုသည်ဝမ်းနဲလာသည့်အတန်ဖြင့်ကျွန်တော်အားလှည့်၍ကျုပ်တို့အရင်ပြသူ့အဖေဟာကျုပ်ညီအရင်ထမုံဝုငိုယိုရင်းနန္ဒလီသည်ဦးကြီးတေပြီးကြား၍လွမ်းဆွတ်ခဲ့ကြောင်းကိုပြန်ပြောကြပါသည်ဘုံမှုဒီကောင်ကိုကျွန်တော်တို့ကောင်းကောင်းအသုံးပြုရမယ်ကဲတို့အလုပ်ကိုမင်းလိုက်ကူညီရမယ်ဟောတာကတို့ဘုံမူကြီးกว่าကျွန်တော်အားမိတ်ဖွဲ့ပြီးနေပါသည်နန္ဒလီသည်သူ၏ငယ်သားများကိုရှမ်းဘာသာဖြင့်တခုံးပြောလိုက်ရာအော်ခနဲသခွန်းလာထူပြီးကျွန်တော်အားတညီတညွတ်တဲ့ထိုင်၍အယုဒ္ဓေပေးကြပါသည်ကျွန်တော်အဖို့မမျှော်လင့်သောကာလတွင်ရန်သူမှကျွန်တော်တို့ဘက်သို့စိတ်ချစရာလူထောက်တူလက်ခံရရှိသည့်ကြောင့်အတော်ကလေးဝမ်းသာသွားမိ၏မကြာမီနန္ဒလီသည်ကျွန်တော်တို့ရှိမှလမ်းပြများနှင့်တူညံထွန်းဆေလွတ်ထားသည့်ကင်းအဖွဲ့များကိုရှောင်ကွင်း၍ညံထွန်းရှိပုံးနေရာတယောက်ကူးစကန်းသို့ခေါ်ဆောင်သွားပါသည်နန္ဒလီပြောသည့်တိုင်မှန်ပါသည်လမ်းတွင်ကင်းအဖွဲ့၃ဖွဲ့မှလှည့်ဘက်ကလှည့်လေစောက်ရှောက်နေသည်ကိုကျွန်တော်တို့တိုက်ခတ်ရေးတပ်ဖွဲ့များကရန်သူအင်အားစုသည်တစုံတရာအတန်မပေးသန်းဖောက်ထွင်းကရန်သူနောက်ပိုင်းသို့ဝင်ရောက်ခဲ့နိုင်သည်မိုးကအလင်းပိုင်းတို့လူခဲ့လေပြီတောင်ကုန်းတလက်ခြိုင်ဝမ်းတလက်နှင့်ထူထပ်စွာတစ်ပင်စုံပေါက်ရောက်သောမြေမျက်နှာပြင်ဒေသသို့ကျွန်တော်တို့တပ်ဖွဲ့များသည်ချင်းနှဲဝင်ရောက်ခဲ့တော့သည်မရောက်သေးဘူးလားဦးနုမိုးလင်းတော့မင်းကျွန်တော်ကဦးနုတို့လှမ်း၍တတိပေးလိုက်သည်ဦးနုသည်ကောင်းကင်တဝိုက်အခြေအနေကိုတစ်ချက်အကဲခက်ကကြည့်လိုက်ပြီးလင်နန္ဒလီကိုမေးမြန်းပါသည်နန္ဒလီကလည်းအရေးတကြီးနှင့်တွတ်တွတ်ချီလန်းကကျွန်တော်တို့သွားနေရညာဘက်သို့ညွှန်ပြပါသည်အဲ့ဒီနေရာတဝိုက်ဟာပတ်ခေါင်ရွာပဲအခုဟာရွာနေရွာကိုကြော်ပြီးတယောက်ကူးစကန်းကိုဝိုင်းမိအောင်နန္ဒလီခေါ်ခဲ့တာပဲဘူးမှုဦးနုသည်တောတောင်ချင်းတွေကိုတစ်ချက်အကဲခတ်ရင်းဖြင့်ကျုပ်ငငယ်ကဒီတောတွေမှာအတော်နှံ့နေအခုတော့ကောင်းကောင်းမမှတ်မိတော့ဘူးတောဤညာဖက်သို့ဖြတ်၍နန္ဒလီသည်ကျွန်တော်တို့ခေါ်ခဲ့ပြီးတဖာလုံခန့်တက်ခဲ့သည့်နောက်ထွက်ကစားနေရာအောက်၌မိခိုးတူဦးနှင့်တဲတနေရာကိုပြလိုက်၏အဲ့ဒီနေရာဟာညံထွန်းနေတဲ့နေရာပဲသူ့မှာလူအင်အား200လောက်ရှိမယ်တက်တွေကိုလည်းတော်တော်များများအဲ့ဒီနားကစပြီးပတ်ခေါင်ရွာသည်ဖြန့်ထားတယ်ကျွန်တော်ဒီတက်ခွဲမှုများတက်စုမှုများကိုအမြန်ခေါ်ယူ၍စစ်စင်ရေးအမိန့်သစ်တရက်ကိုစီစဉ်လိုက်သည်ရဲကောင်စစ်ကြောင်းသည်ညံထုံးကိုရှမ်းငထွန်းတဲစကန်ကိုဒိုင်ရိုက်ဝင်တိုက်ရန်ဘရင်အောင်စစ်ကြောင်းသည်ပတ်ခေါင်းရွာနှင့်ဘွေဆိုင်ရွာများကြား၌တက်ဖြန့်ထားသောရန်သူများကိုတိုက်ခတ်၍ဖော်ပြပါရွာနှင့်ရွာကိုဝင်စည်းထားရန်ဖြစ်သည်ဘရင်အောင်စစ်ကြောင်းကိုဦးနုနှင့်ခရီးလမ်းပန်းသည့်သောလမ်းပြ2ယောက်နှင့်တူကြိုတင်၍ရွာနှင့်ရွာကြားရှိရန်သူတပ်များစီသို့ရောက်ရန်တက်ဖြန့်၍ထွက်လိုက်သည်
ကျွန်တော်တို့ရဲကောင်စစ်ကြောင်းနှင့်တူနန္ဒလီနှင့်လမ်းပြနှစ်ဦးတို့ကိုလူဆိုးငထွန်းဌာနချုပ်ပြုလုပ်ထားရာတယောက်ကူးစခန်းသို့တပ်ဖြန့်၍စနစ်တကျကင်းထောက်လက်ချီတက်သွားသည်တပ်စု၄စုကိုတယောက်ကူးစခန်းတစ်ဝိုက်ကိုဝိုင်းမိအောင်နယ်နိမိတ်ကျေဖြန့်ကစတင်၍တိုက်ပွဲခြေခံစစ်ဆင်မှုအတိုင်းတက်ခဲ့ကြသည်10မိနစ်ကြာတွင်ဘရင်တော်စစ်ကြောင်းစီမှစတင်၍ပြစ်ခတ်တံများရုတ်တရက်ထွက်ပေါ်လာကြသည်ကျွန်တော်ဦးစီးသောရဲကောင်စစ်ကြောင်းသည်တဖာလုံးခန့်တာဝေးတော်သည်ညံထုံးစခန်းသို့အပြင်းထန်ချီတက်ရန်အမိန့်ပေးလိုက်သည်မကြာမီခမ်းမြင့်မြင့်တောင်ကုန်းလေးကိုတွေ့ပြီးနောက်တောင်ထိပ်မှလက်နက်ကလူတစုကကျွန်တော်တို့ကိုစတင်၍ပြစ်ခတ်လိုက်တော့သည်ကျွန်တော်ဒီချက်ချင်းပင်3လက်မမော်တာနှင့်တောင်ကုန်းထိပ်၌လှမ်း၍မြင်နေရသောမိခိုးတလူလူနှင့်စခန်းစီသို့ဇက်တိုက်ပစ်တွင်းစီပြီးတပ်စုများကိုပြစ်ခတ်ရင်းနေရာတိုက်ပွဲစစ်ပရိရဲ့အတွင်ဖြင့်မုံတိုင်းဆ၍ဆင်ရပါသည်တောင်ကုန်းပေါ်မှအကွက်ဆွေအောင်နေရာယူထားသောရန်သူများကလည်းဆက်တနက်3-4လက်ဖြင့်ကျွန်တော်တို့ကိုစီး၍တင်းမစွာခုခံပစ်ခတ်ကြသည်ကျွန်တော်တို့ဖက်မှလည်းဆက်တနက်ကြီးနှင့်နှစ်လက်မမော်တာများလည်းရန်သူ၏အချက်ချာဆက်တနက်သွင်းများနှင့်လူစုထဲသို့ထိမှန်အောင်မရက်မနာပစ်ခတ်ရင်းခြေလင်းတက်များသည်တခဲနက်တောင်ကုန်းခြေသို့လှူ၍တက်ရောက်တိုက်ခိုက်ကြ၏ပေါက်ကွဲတံများနှင့်သူ3လက်မမော်တာ5ချက်သည်ရှမ်းငတ်ထွန်း၏တဲစခန်းကိုထောင်းခနဲဝုန်းခနဲထိမှန်ကစတင်၍မီးလောင်စေတော်၏တဲပေါ်မှခုံဆင်းသူများပြေးလွှားသူများနှင့်သူပြန်လှန်၍အမိန့်ပေးတံများသည်ကဘာပြတ်တဲ့ကဲ့သို့တုံလောက်စွာပေါ်ထွက်၍လာချေ၏ခြေလင်တပ်စုများမှဆက်တနက်ဆွဲသံလက်ပစ်ဘုံတံများကလည်းညီညီညာညာတံပြိုင်ဟီး၍နေတော်သည်မှန်ပြောင်းနှင့်လှမ်း၍ရန်သူအခြေအနေကိုလှည့်လာကြည့်လိုက်သည့်အခါ၌ရန်သူများသည်ပြည့်ရင်ခတ်ရင်စုတ်ခွာနေသောသည့်အခြေအနေနှင့်တကွရဲကောင်စစ်ကြောင်းမှတောင်ကုန်းပေါ်သို့စတင်တက်ရောက်ကအကျိတ်အနေတိုက်ခိုက်နေသည်ကိုထင်ရှားစွာတွေ့ရသည်ရဲကောင်စစ်ကြောင်းနှင့်စတုဒ္ဒတပ်စုသည်တောင်ကုန်းနောက်မှတက်ဖြန့်၍ချင်းကပ်ခဲ့ရာယခုအချိန်မှပင်တောင်ကုန်းကျောဖက်သို့ရောက်ခဲ့သည့်ကြောင့်ပြင်းပြင်းထန်ထန်စတင်ကတိုက်ခိုက်လိုက်ကြောင်းကိုတဝဝပြစ်ခတ်လိုက်သည့်စစ်မျက်နှာတစ်ခုနှင့်ဖြင့်ကျွန်တော်ကောင်းစွာသဘောပေါက်မိသည်ကျွန်တော်နှင့်ရုံးဖွဲ့ဝင်များသည်တောင်ကုန်းပေါ်သို့အပြေးတက်လာခဲ့တော်သည်ကျွန်တော်နှင့်သူတက်ခဲ့သောအမှတ်နှင့်တက်စုသည်တောင်ကုန်းအချိန်မှစ၍လှန်စွတ်တိုက်ပွဲအဖြစ်စခန်းသိမ်းတိုက်ပွဲပြုလုပ်လက်ရှိကြောင်းရုံးတပ်ဖွဲ့သားများမှလည်းလှန်စွတ်တက်ထားသောရိုင်ဖယ်များဆက်တနက်များဖြင့်ညာတန်ကျွေးကြော်တံများပေးကာရှေ့တို့ရောက်အောင်အပြေးတက်နေလေသည်သွေးရဲရဲတန်ရဲရဲဖြင့်မော်ဒါဆန်တိုင်းရိုက်မှန်ခဲ့၍တပုံကြီးတစ်ထက်တည်းကိစ္စချိုးနေသောတောင်ချေရှိရန်သူဆက်တနက်အဖွဲ့ဝင်များတံတန်ပြစ်များကိုကြော်ကာပြည့်ရင်ခတ်ရင်စုတ်ခွာပြေးနေသောရန်သူများ၏နောက်သို့တပါးတည်းလိုက်ပါပြစ်ခတ်ကာလှန်စွန်းတဲ့ထိုးသူကိုထိုးရိုင်ဖယ်နှင့်ပြစ်ခတ်သူကပြစ်ခတ်နေသည့်တမ်းမတ်ရဲဘော်များ၏တိုက်ခိုက်မှုစွမ်းရည်ကိုကျွန်တော်တွေ့မြင်ကအခြေနဲ့ကြီးချေနှံ့မိ၏ရုံးအတွက်တက်ခဲ့ရာရှေ့မှပြစ်ခတ်ရင်စုတ်ခွာပြေးသောရန်သူအုပ်ထဲသို့တက်ကြက်ကြီးတန်းထွန်းသည်တော်မီကန်းနှင့်လှမ်း၍ဆွဲလိုက်ရာတွင်တပြုံကြီးကျ၍ကြံရစ်တော်သည်လူလိမ့်ပြေးရန်ကြိုးစားနေသောရန်သူများကိုရဲဘော်မောင်ထုံးနှင့်ရဲဘော်ကျော်လိုက်လူစုကလှန်စွန်းနှင့်အပိသက်တုတ်တင်လိုက်၏ဘရင်တော်စစ်ကြောင်းစီမှလည်းအပြင်းထန်တိုက်ပွဲဖြစ်ပွားပုံဖြင့်အဆက်မပြတ်ပြစ်ခတ်တံများသည်တတော်လုံးအနေလုံးဟီလာအောင်ကြားနေရသည်နောက်ပိုင်းမှပြစ်ခတ်ပေးနေသောစိန်ပြောင်းကြီးတပ်စုနှင့်ဆက်တနက်ကြီးတပ်စုသည်ထိုအခါ၌ပင်ပြစ်ကွင်းအသစ်ပြောင်းကရန်သူဆုတ်ခွာပြေးကြသည့်တောင်ကုန်းနောက်ဖက်တိုးဆက်များတစ်ချောက်သို့ဒလဆက်နေရာနှံ့ပြားလိုက်လံပြစ်ခတ်ပေးခြင်းဖြင့်ရန်သူ၏ဆုတ်လန်းသည်ပိတ်ဆို့ကုန်တော်၏တနေရာတွင်ကျွန်တော်တို့ရှိတောင်ကုန်းပေါ်မှရိုင်ဖယ်3လက်ဖြင့်ခုခံပစ်ခတ်နေသည့်ရန်သူတစုကိုရဲဘော်မောင်ပုသည်ဆက်တနက်ဖြင့်ဖိ၍ပစ်ခတ်လိုက်သည့်ကြောင့်တချီထဲ2ဦးကြပြီလင်ကြံတယောက်လည်းဘာလို့ရမှန်းမသိရောင်လေလေဖြစ်နေသည်တွင်အနီးကပ်ဆုံးရောက်နေသည်ဖြင့်ရဲဘော်မောင်ဆန်းကလှန်စွန်းနှင့်ပြေး၍ထိုးလိုက်၏ဤတွင်တယောက်တည်းထီးထီးကြံရစ်သည့်ရန်သူသည်လက်မြောက်ညံ့ခံလိုက်တော်လေရဲဘော်မောင်ဆန်း၏လှန်စွတ်သည်ရန်သူ၏လေချောင်းကိုဖောက်ထွက်သွားနှင့်ပြီကျွန်တော်အဖို့၌တိုက်ပွဲကြီးအတွင်း၌ယခုကဲ့သို့ခြေလွန်လက်လွန်ဖြစ်ရသည့်အရေးကိုရုတ်တရက်သားစည်းရန်ခက်ခဲနေသည့်ကြောင့်ရှမ်းငတ်ထွန်းစခန်းရှိတဲများစီသို့အမြန်ဆုံးရောက်ရှိရန်အပြေးတက်ခဲ့မိသည်တဲကိုရဲဘော်များသည်လေးဘက်လေးတန်ဝိုင်းမိထားခဲ့သည်တ
တို့ရတွင်တဲပေါ်မှခံပြစ်သူကပြစ်ခုံချသူကခုံချနှင့်ကတောင်းကနေဖြစ်နေတော့သည်ခေါင်မိုးကလည်းမီးတွေထား၍တောက်နေသည်ရန်သူများ၏ခြေနေမှာတီးတီးသာသာကြီးရှုံးနေပြီးဖြစ်ကြောင်းကျွန်တော်သဘောပေါက်တော့သည်တောင်ကုန်းကိုအပီးပန်တင်ထားရန်နှင့်စုပ်ခွာပြေးသောရန်သူများနောက်သို့မနာမနေလိုက်တိုက်ရန်ကိုကျွန်တော်ဒီဆက်လက်အမိန်ပေးကခုခံမှုဆဲသွားသောတောင်ကုန်းခြေနေကိုအမြန်ဆုံးထိန်းသိမ်းလိုက်သည်စခန်းတိုက်ပွဲကပြီးဆုံးခဲ့ပြီဟုဆိုရပြီမည်အကြောင်းမှာတဲကြီးများပေါ်မှပြန်လည်ပစ်ခတ်မှုသည်တစ်ချက်မှပေါ်ထွက်မလာပြီတို့ရတွင်ပုံမူစိတ်ချရအောင်ရဲဘော်များသည်လက်ပစ်ပုံများဆက်တနက်များနှင့်တဲကြီး6တဲကိုအားရပါရမှု့ရန်ကပြစ်ခတ်ရှင်းလင်းပြီးမှတဲဘော်တို့အပြေးတက်ခဲ့ကြသည်လောင်နေသောမီးကိုအမြန်ငိမ့်သက်ရန်ကျွန်တော်ဒီတဲအောက်မှနေ၍အမိန်ပေးလိုက်သည့်ကြောင့်တက်စုနှစ်စုနှင့်ရုံးဖွဲ့သားများဆေးဖွဲ့သားများနှင့်နန္ဒလီတို့လူစုသည်ဝိုင်းဝန်း၍တဲကြီးများနီး၌အရန်တင်လှုပ်ထားသောရေကံမရေများဖြင့်ပတ်ဖြန်းကငိမ့်သက်ကြသည်တဲဝိုင်းအတွင်း၌တုံးလုံးပက်လက်တစ်မျိုးမောက်ခုံတစ်မျိုးကိစ္စချုံးနေသောတောင်ကျမ်းသူများ၏အလောင်းနှင့်ရဲတက်နေသောသွေးကွက်များသည်လေရေများနှင့်ယောဂါချို၍နေသောတလင်းကြီးတစ်ဖွဲကြီးဖန်တီးနေပါတော့သည်မကြာမီတဲပေါ်မှမောင်းချလာသည့်ဒဏ်ရာများဖြင့်ကြံရည်သည့်တောင်ကျမ်းသူများကိုကျွန်တော်ဒီတွေးလိုက်ရပြီးနောက်တုံလုံးစွာဖြင့်ငိုကြွေးနေသောအမျိုးသမီးတစုကိုပါတွေ့ရပါသည်ကံကောင်းထောက်မှ၍လက်ပစ်ပုံတံဆက်စနက်တံများကိုရှောင်ကွင်းနိုင်ခဲ့သောဤတုံ့ပန်များကိုနောက်ထပ်မသက်ကြရန်ကျွန်တော်ဒီသတိပေးကတဲကြီးအောက်တွင်စုပုံ၍အဆောက်များနှင့်ချထားလိုက်သည်နန္ဒလီသည်ကြီးကန်းတောင်းမှောက်တစုံတယောက်ကိုရှာဖွေနေသည်တေသူများ၏အလောင်းများကိုလည်းဂိယုတဆိုင်ရှာဖွေခဲ့သည်ထို့နောက်နန္ဒလီသည်ဖမ်းမိထားသူထဲမှလူတစ်ယောက်ကိုလှမ်း၍ရှမ်းပါတာဖြင့်3-4ခုမေးလိုက်သည်တွင်ထိုသူကခတ်တူးတူးပြန်၍ဖြေချလိုက်၏နန္ဒလီသည်ခတ်ဝဲဝဲတန်ဖြင့်ဗမာလိုကျွန်တော်အားညံထုံးလက်ပြမှာဒဏ်ရာနှင့်လွတ်ပြေးပြီးပုံမူကျွန်တော်ဖို့ခေါင်းညိတ်ပြလိုက်ပြီးစိတ်ထဲ၌အတော်ဟာထွက်သွား၏၎င်းညံထုံးကိုရှမ်းငထုံးကြဆုံးမှအားလုံးကိစ္စအိမ်မိကြောင်းဤတို့တပင်တပန်းဒုက္ခခံကရန်သူနောက်ကျောင်းသို့အရောက်ညအတွင်ချင်းခီးပြင်းချီတက်ကတိုက်ခိုက်ရခြင်းဖြစ်၏တို့ရတွင်တစ်ချက်အနေဖြင့်ကျွန်တော်စိတ်ချမ်းသာသွားမိ၏ထိုအချက်မှာရှမ်းပြည်ဘက်မှနောက်ထပ်တောင်းကျမ်းသူတပ်ကူများခြီတက်လာမိခီးလန်းကိုကျွန်တော်တို့အရင်ပိတ်ဆို့သိမ့်ပိုက်ထားနိုင်ခြင်းပင်ဖြစ်၏မကြာမီတက်ခွဲမှုဗိုလ်ကြီးငိမ့်မောင်သည်ကျွန်တော်စီတို့လာရောက်၍တည်င်းဖို့စီခံပါသည်တိုက်ပွဲပြီးဆုံးရန်သူ43ယောက်ကြဆုံး26ယောက်ဒဏ်ရာနှင့်မိအမျိုးသမီး10ယောက်ဖမ်းမိထားငါတို့ဘက်မှရဲဘော်3ယောက်ကြဆုံး9ယောက်ဒဏ်ရာရရန်သူမှာတောထဲသို့ဆုတ်ခါပြေးကြောင်းချက်ချင်းပင်ဒဏ်ရာရရှိလာသောရဲဘော်များကိုစေမှုဗိုလ်ကြီးဖေတန်းကိုတိုင်ပြုစု၍ယခုစခန်းကိုခေတ္တဆေးရုံဖြင့်တတ်မှတ်ထားရန်အမိန့်ပေးလိုက်သည်ကြာဆုံးသည့်ရဲဘော်3ယောက်ကိုလည်းမိတကြို၍စစ်ခန်းနာထုံးစံရအလေးပြုက၎င်းတို့၏ပြာများကိုဝါးကြီးတောက်များဖြင့်ရှာထည့်သိမ်းရန်အမိန့်ပေးလိုက်သည်ဒဏ်ရာရရှိသောရဲဘော်များကိုကျွန်တော်ကိုယ်တိုင်တွားရောက်၍အားပေးစကားပြောကြားနှိမ့်သိမ့်လိုက်သည်ထို့နောက်နန္ဒလီကိုခေါ်ကာဖမ်းမိထားသောဒဏ်ရာရရှိသူများကိုတဦးစီလိုက်လံစစ်ဆေးကြသည်အပြင်းထန်ဒဏ်ရာရရှိသူများအနက်9ဦးမှာမျော်လင့်စရာမရှိချေအကြောင်းမှာဆက်သနက်ကြီးနှင့်မော်တာဆန်များဒိုင်းရိုက်ထိမှန်ထားသူများဖြစ်သည်ဖြင့်လက်တစ်ပြက်ပေါင်ပြက်နှင့်သွေးလွန်နေသောကြောင့်သည်အရက်မြင့်မြင့်တုတ်တုတ်နှင့်ခေါင်းတွင်ဒဏ်ရာရပြီးမိနေသောလူဆိုးကိုင်းဝင်တဦးကိုနန္ဒလီသည်ချက်ချင်းလက်ညှိုးနှင့်ထိုးကာပြသရင်အဲ့ဒါညံထုံးရဲ့လက်ထောက်ပုံနဝငဘောဟုပြောပါသည်ကျွန်တော်သိသောညံထုံး၏တပည့်လက်ထောက်ငဘောမှာလက်သူငဘောဖြစ်ကြောင်းထပ်မံမေးမြန်းသည်တွင်နန္ဒလီသည်တတိမိနေသောလူဆိုး၏ညာဖက်လက်ကိုအတာမ၍ပြလိုက်၏မှန်ပေသည်ညာဖက်လက်မှလက်ချောင်းလေးချောင်းမှာတိုတိုလေးတွေတွေ့ရမှလက်တုံငဘောသို့မဟုတ်ပုံနဝငဘောဖြစ်မှန်သိရသည်ကျွန်တော်ဒီထပ်မံ၍နားမရှင်းသည့်ကြောင့်နာမည်ရှိကအဘဲကြောင့်ပါဏိစလုံးတွေထည့်သုံးရသည်ကိုစုံစမ်းကြည့်ရ၌ရှမ်းလူမျိုးများသည်အများအားဖြင့်ဖျားတရားအလွန်ကြည်ညို၍ဘာသာရေးဖက်၌ကိုင်းဆိုင်သူများဖြစ်ကြောင်းထို့ကြောင့်ကိုရင်ဝိတ္တိခါ၌ဖြစ်စေယဟန်ခန္တီခါ၌ဖြစ်စေ
ရှင်ဘွဲ့ရဟန်းဘွဲ့များကိုရှင်လိန်ပြန်ပဇင်းထွက်တော်ကအမျက်တနူမိမိနာမည်ရေးရှိမှတက်ခေါ်ဂုံဒရက်အနေဖြင့်ခေါ်ချောင်းကိုရှင်းလင်းပြောပြပါသည်ဘရင်နောက်စစ်ကြောင်းစီမှချက်ချင်းပင်တရင်ပုတ်ချက်ရောက်ရှိပါသည်နားထောင်လိုက်သည့်နှင့်ဘရင်နောက်စစ်ကြောင်းပတ်ခေါင်ရွာကိုသိမ်းပြီးလမ်းတွင်ရန်သူတပ်များနှင့်တိုက်ပွဲဖြစ်သည်ရန်သူ12ဦးကြဆုံး14ယောက်ဖမ်းမိတပ်မတော်ဖက်မှ9ဦးတန်ရာရဘွေဆိုင်ရွာသို့ဆက်လက်တိုက်ခတ်ရန်ကင်းဆောင်နေသည်ကျွန်တော်ဒီရဲကောင်စစ်ကြောင်းမှဖမ်းမိသည့်ရန်သူစရင်အမျိုးအစားလက်နက်စရင်များကိုစနစ်တကျမှတ်သားခိုင်းပြီးသည့်အတွင်ခန်းစစ်ကြောင်းများကတုတ်ချင်းများကိုအချက်ချက်ကျတူးခိုင်းလိုက်သည်ဤတွင်စေးမှုသည်သတင်းလာပို့ပြန်သည်ဒဏ်ရာရရှိထားသောလက်တော်ငပေါ်နှင့်2ယောက်တည်ဆုံသွားပါကြောင်းအခြားလူနာများအခြေအနေကောင်းမွန်လာကြောင်းသူ၏အမိုက်ဇက်နှင့်သူသိမ်းသွားသည့်အတွက်ကျွန်တော်ဖို့တာဝန်ပို့သွားတော့သည်ဖမ်းမိထားသောအမျိုးသမီးများနှင့်10ယောက်သောအမျိုးသမီးများမှာညံထွန်းတွက်ခြေတော်တင်ရန်ပတ်ခေါင်နှင့်ဘွေးဆိုင်ရွာကြီးများမှအဓမ္မခေါ်ဆောင်လာခဲ့သောဒုက္ခတင်များဖြစ်ကြောင်းကိုသိရှိရပြီလင်ရှမ်းငတ်ထွန်းသည်ရှမ်းပြည်ဘက်သို့ပြန်ပြေးဖွယ်ရာကြိုတင်စီစဉ်ထားပုံကိုပါတည်င်းရရှိလေသည်ရန်စူးရန်ညောင်းတယောက်ကူးတိုက်ပွဲကြီးပြီးသည့်နောက်3ရက်မြောက်တော်နေ့ကျွန်တော်တို့ရုံးဖွဲ့ဝင်များသည်တပ်စုတစုကိုခေါ်ကာရှမ်းပြည်ဘက်မှတက်လာနိုင်သည့်လမ်းများစီသို့ကင်းထောက်ထွက်ခဲ့သည်အခြားတပ်စုများသည်စခန်းတစ်ဝိုက်၌ဆက်လက်၍ရန်သူများကိုရှာဖွေခြင်းဆက်လက်တိုက်ခိုက်ခြင်းအလုပ်များကိုလှုပ်ဆောင်ရင်းကြံ့ရိပ်ခဲ့လေသည်အင်တိုင်းတောဆက်နှင့်ကိုင်းတော်များရောနှောပေါက်ရာလမ်းကိုကျွန်တော်နှင့်ဦးဘိုးဟန်ဦးဘိုးရန်နှင့်တကွရဲဘော်ကြိုလန်တို့ပါဖျက်၍တက်ခဲ့ကြသည်ဦးဘိုးဟန်သည်လမ်းကိုဖျောက်မသွားပေလမ်းဘေးနှင့်လမ်းလေဗဟိုသို့ကြည်ကာသွားနေသည်ဘာလဲပြဖို့ကြီးအရေးထဲမှာအမဲချေရခံလို့ကျွန်တော်ဒီခရီးသွားပြတ်မိအရေးကြောင့်ဟန်သားပုံဖြစ်ပြောလိုက်သည်အေးလေကျုပ်နည်းနည်းမသိငါလို့ခတ်တူဦးဘိုးဟန်ဒီဖြေဆိုရင်ရှေ့မှလမ်းပြလောက်သူ2ဦးကိုခတ်ပြေးသွားရန်တတိပေးလိုက်သည်လမ်းတိုင်းသွားနော်ဖြက်လန်းနေပါတွေကလုံနေနဲ့ကြားရလားထမ်းမှန်၍တတိပေးသည်ခိုက်တရာခန့်သွားမိသောအခါလမ်းပြတူသည်လမ်းတိုင်းတက်သွားလျင်ကိုယ်နေရမည်ဆို၍တထောင်စစ်ချိုးတောကိုဖျက်၍ကျွန်တော်တို့အားခေါ်ယူလိုက်သည်တောထဲသို့ပေအစိတ်ခန့်ဝင်းမိသောအခါဦးဘိုးဟန်သည်အရေးတကြီးနှင့်နှောက်မှနေ၍ဟဲ့လူဘဲလေဖြည်းသွားခတ်တဲ့ဟာတွေပဲအပြစ်တင်လိုက်သည်ပြီးနောက်မြေပြင်မှာခြေရာများကိုငုံ၍ကြည်ပြန်တော့သည်ကျွန်တော်တို့အဖို့အမဲခြေရာစီသို့ဂယုမဆိုင်နိုင်ပေတိုက်ရေးခတ်ရေးအတွက်သာစဉ်းစားနေမိသည်တခဏအတွင်း၌ဝုန်းခနဲ့တန်ထွက်ပေါ်လာပြီးအလန့်တကြားလူတယောက်အော်ဟစ်တန်ကြီးသည်ရုတ်တရက်ပေါ်ထွက်လာတော့၏ကျွန်တော်ဒီဖြက်ခနဲလှမ်း၍ရှေ့သို့ကြည့်လိုက်ရာတွင်ဟေခနဲမခုံမိစေရန်မနှဲတတိပြုလိုက်ရ၏နေခင်းကြောင်တောင်ပင်ရက်ရောကျွန်တော်တို့လမ်းပြလုပ်သူကိုတစ်ချက်ထဲကြားဝင်၍ဆွဲလိုက်ခြင်းကြောင့်ဖြစ်သည်လေကုတ်ကိုတအားခဲကဖြစ်ကြားကြီးသည်ကျွန်တော်တို့ဖက်သို့လှည့်လေကမန်တွင်ရင်မှိန်းနေပြန်သည်ဦးဘိုးဟန်သည်သူ၏လက်ထဲမှ .186 မန်နန်ရိုင်ဖယ်ဖြင့်ပစ်ခတ်ရန်လှမ်း၍ချိန်လိုက်ရာတွင်ကြားကြီးသည်လမ်းပြလုပ်သူကိုခြာခနဲဆွဲကလှည့်လိုက်ပြီးတပတ်ကျွန်းပစ်ကတောထဲသို့ဖြက်ခနဲဝင်ပြေးတော့၏အဲ့ဒါကြောင့်ကြုတ်ပြောနေတာစောကခြေရအစ်ကြီးတွေတွေ့နေလို့အခုတော့ကောင်းရောကွာဦးဘိုးဟန်သည်ဒေါသကြီးစွာဖြင့်အပြစ်တင်ကရှေ့ဆုံးမှကြားကြီးဝင်သွားသောနေရာနောက်သို့ထက်ချက်မကွာအပြေးလိုက်ခဲ့သည်ကျွန်တော်ဒီချက်ချင်းတတိယကရဲဘော်ကြိုလိုင်းလွယ်ထားသော .480 နှလုံးပြူရိုင်ဖယ်ကိုလှမ်း၍ဆွဲကအရေးတကြီးနှင့်ကြီးစံကြီး2000ကိုထိုးကကြီးစံခပတ်ကိုဆွဲတိုင်းပြီးကြားကြီးဝင်ပြေးရာအထက်စီးကြတောင်နရံထက်မှပန်း၍စီးရန်အပြေးတက်ခဲ့သည်ကျွန်တော်နောက်မှရဲဘော်ကြိုလိုင်းဒီ၎င်းဦးဘိုးဟန်နောက်မှဦးဘိုးရန်နှင့်ဘုံမောင်ထုံးတို့2ယောက်ဒီ၎င်းဒုံပြေးကတက်လိုက်ကြသည်ကြံဒီသက်စုသည်တက်ဖြန့်ကကြားနောက်သို့ပြန်မထွက်ရေးအတွက်အသိပြစ်ခတ်ရန်နေရာယူထားလိုက်သည်ကျွန်တော်ဒီတောင်နရံဘေးမှတီကာဘက်ကအပြေးတက်ခဲ့သည်ပတ်ပြီးတက်လာမိထင်ရသောလျှို့ဆွဲကလေးစီသို့အရောက်တက်ခဲ့ပြီးနောက်လျှို့ဆွဲလေးထိတ်မှဝယုံပင်တပင်ကိုအကာအကွယ်ယူရင်းတက်လာမိကြားကိုစောင့်လိုက်သည်လျှို့ဆွဲကလေးမှာလူတရက်ခန့်တာနှက်ပြီး
ကျွန်တော်စောင့်နေရဖက်သို့တန်းလျက်ဆင်းနေသည့်ဘေးတစ်ဖက်တစ်ချက်၌ခါးသာသာခံမြင့်သည့်ဝေယုံပင်ပေါက်လေးတွေအစီအည်ဖြင့်ရုတ်တရက်ကြားတစ်ကောင်ကိုဖုံးကွယ်နေအောင်ထူထပ်နေတော့သည်နားဆွင်ကထောင်နေသောကျွန်တော်၏ညာဘက်နားထဲသို့ချွတ်ခနဲခြုံတိုးတန်တဲ့တဲ့ကြားရသည့်ကြောင့်လှစ်ခနဲကျွန်တော်သည်အတန်ထွက်ပေါ်ရာစီသို့နောက်ပြန်လှည့်၍ကြည့်လိုက်သည်အတန်ထွက်ပေါ်ရာသို့လှူဆွေရာလေးထဲမှမဟုတ်ပေကျွန်တော်တို့နှစ်ယောက်ရက်နေရာနောက်တက်တဲ့ဝေယုံတောလေးအစမှဖြစ်နေသည်ထို့ကြောင့်ဂယုတဆိုင်အကာအကွယ်ယူရင်းလှမ်း၍ကြည့်လိုက်သည့်နောက်ဝေယုံကိုင်းလေးတွေခါသွားသည်ကိုပထမတွေ့ရပြီးတခဏတွင်၌နှစ်ရွက်တူတူနှင့်ကြီးမားသောကြားကြီး၏နှစ်ဖူးပိုင်းကိုရေးရေးတွေ့လိုက်ရသည်အသင့်မောင်းတင်ထားသောရိုင်ဖယ်ကြီးပြောင်းဝကိုခတ်တွတ်တွတ်ကြားကြီးထိပ်ပိုင်းသို့လှည့်ကချိန်လိုက်ပြီးလျှင်ရိုင်ဖယ်ခလုတ်ကိုညာလက်ညှိုးကမှေးတင်ထားလိုက်သည်ကြားကြီးသည်ဝါရွက်များအပေါ်သို့တဖြည်းဖြည်းခေါင်းထောင်၍အတက်လိုက်တွင်ကျွန်တော်၏ရိုင်ဖယ်သည်မီးပွင့်၍ထွက်သွားတော့၏အထက်သို့မြောက်တက်သွားသောကြားကြီး၏ကိုလုံးကြီးကိုတွေ့ရပြီးနောက်ဝေယုံတောထဲတွင်လူးတန်လှိတ်တံမန်တွင်း၍ကြိုက်တံများသည်တခဲနှင့်ပေါ်ထွက်လာကြတော့သည်မရှိမနှောက်အချိန်တွင်ပင်ဥဘိုးဟန်တို့စီမှရိုင်ဖယ်တံသည်ဒိုင်းကနေပေါ်ထွက်လာပြီးနောက်ထပ်ဆင့်၍ရိုင်ဖယ်တံနှစ်ချက်တိတိပေါ်လာတော့သည်တခဏအတွင်း၌စိတ်ငြိမ်ခြင်းကပတ်ဝန်းကျင်တစ်ဝိုက်ကိုလွှမ်းမိုးသွားပြန်ပါသည်ဘုံမှုဘယ်လိုလဲဥဘိုးဟန်၏အတန်ကြောင့်ကျွန်တော်ဒီချက်ချင်းပင်ကျုပ်တို့ဒီမှာဖြို့ဘာမှမဖြစ်ဘူးအဲ့ဒီကရောဘာကောင်ပြစ်တာလဲပြန်လှန်၍မိလိုက်ဒီတွင်လူကြိုက်သွားတဲ့တောကောင်ကြီးဖြို့ကိစ္စချောပြီဤတွင်ကျွန်တော်ပြစ်တတ်သောတောကောင်သို့မဟုတ်ကြားကြီးဒီနောက်တစ်ကောင်ဖြစ်နေကြောင်းရိပ်မိပါတော့သည်ဒီမှာလေတစ်ကောင်ကိစ္စချောပြီဖြို့အရေးအကဲကြည့်နေတယ်ကျွန်တော်ဒီပြန်လှန်၍ဟစ်ကာပြောလိုက်သည်မကြာမီတက်စိတ်နှစ်စိတ်သည်လှန်စွတ်တက်ထားသည့်ရိုင်ဖယ်များနှင့်ရင်ပေါင်တန်းကတက်ရင်ကျွန်တော်စီသို့လိုက်ပါလာခဲ့ကြသည်ကျွန်တော်ဒီရဲဘော်ကြော်လာရာပွိုင်303ရိုင်ဖယ်ဖြင့်နှစ်ချက်ဆင်း၍ခိုးတင်ကကျွန်တော်ပြစ်ခတ်လိုက်သည့်နေရာသို့မှန်းကပြစ်ခတ်ရန်အမိန့်ပေးလိုက်သည့်ကြောင့်ရဲဘော်ကြော်လန်သည်ရိုင်ဖယ်ဖြင့်နှစ်ချက်တိတိဆင့်ကပြင့်သွင်းလိုက်၏တို့ရတွင်လှုပ်တန်ကတစုံတရာထွက်ပေါ်ရမလာပြီကျွန်တော်ဒီထို့ကြောင့်နှလုံးပြူရိုင်ဖယ်ဘယ်ဖက်ပြောင်းထဲသို့ကြည်စံတတောင်ကိုအသစ်ထက်၍ဖြည့်လိုက်ပြီးရဲဘော်များနှင့်ရင်ပေါင်တန်းကပထမပြစ်လိုက်သောနေရာသို့တလန်းချင်းမျက်စိရှင်ရှင်နားပါပါနှင့်တက်ခဲ့တော်သည်ရှေ့ဆဲပေအကွာတွင်ဖျားနှစ်ချက်ရာခန့်ပတ်လည်ဝယုံပင်လေးတွေစုပ်ပြတ်နေအောင်လူလိမ့်ကိုက်ဖက်ထားသည့်အတွင်းမှလေဆောင်တစ်စောင်းကြီးဖြင့်တည်နေသည့်ကြားကြီးကိုတွေ့ရလေတော့၏ရဲဘော်ကြုံလိုက်သည်ပုံမူစိတ်ချစေရန်ရိုင်ဖယ်နှင့်လက်ပြင်ကိုတစ်ချက်ပစ်သွင်းလိုက်သည်၏တို့ရတွင်ကြားကြီးကဝိညာဉ်ကင်းမဲ့နေလေပြီတကားထို့ကြောင့်ရဲဘော်ကြုံလန်တို့သည်ဥပုဟန်တို့ရှိရာပေ120အကွာသို့ထွက်ခဲ့ပြန်သည်ကြားကြီးဖို့လက်ပြင်တွင်တစ်ချက်နှာအုံတွင်တစ်ချက်ဖြင့်ကိစ္စချောနေတော့သည်သူ့အနီး၌အသက်ပြောင်းနေသောနှမျောစရာလမ်းပြ၏တွေးရဲရဲအလောင်းကိုသာတွေ့ရတော့၏စစ်တိုက်လို့မတည်ကြားကိုက်လို့တည်ကောင်းရောရာဇဝင်ဆိုးရအောင်ဗျာဥပုဟန်ပြစ်တင်ဒေါသတန်ဖြင့်ကြားကြီးကိုကြည့်ရင်ကျုပ်ချေရာတွေမြင်ကလေးကကျုပ်တို့အနှံ့ရလို့ကျုပ်တို့ရှိကဖြတ်ထက်ပြီးတဏီယာယာကစောင့်နေမယ်ဆိုတာသိခဲ့တယ်ဘုံမူးကလည်းစစ်ရေးကတည်ရည်ကြီးနေတာနဲ့ကျုပ်ဆက်မပြောဘဲနေခဲ့တာအာကြီးမှားတာပဲဗျာကျွန်တော်တို့တတိယကဂိုင်းဒီကရှိတွေ့သည်မြရန်သူရောခြေလေးချောင်းကောင်ရောပြစ်ကြမဲမြင်ပြစ်တဲ့ဒါစိတ်ချရဆုံးအကာအကွယ်ပဲအမိတ်ထုတ်ပေးလိုက်ခြင်းဖြစ်ပါသည်ကိုဘိုးရန်ဒီရိုင်ဖယ်တလက်ကိုဂိုင်းကလေထဲ၌အနှံ့ခံရင်နေစမ်းမအောင်ပြို့ပုတ်စုံမနှံဘူးလားကျုပ်နှာခေါင်းထဲမှာလူသေးပုံနှံ့ရတယ်တင်ကမကင်းတီးမျက်နှာဖြင့်ဟိုကြည့်ဒီကြည့်ကပြောလိုက်သည်ရဲဘော်အားလုံးကစူးစမ်းဆင်ခြင်သည့်အနေဖြင့်အနှံ့ဝိုင်း၍ခံကြရာအဆုံး၌ဟုတ်တယ်ပုတ်စုံနှံနေဗျိုင်သူထောက်ခံကြတော့သည်ထို့ကြောင့်လူချင်းရင်မောင်တန်းကလှန်စွတ်ဖွေးဖွေးနှင့်ပုတ်စုံနှံရဖတ်သို့ရှာဖွေရန်တက်ခဲ့ကြသည်ကိုင်းနေရမရောက်မီပင်ဝုံခနေရင်မမဲရိုင်းတအုပ်ကြီးထပြန်သွားသည်ကိုတွေ့ရသည်တွင်အဲ့ဒါပဲဖြစ်မင်းဥပုဟန်သည်ပျော်ပျော်ဆူဆူနှင့်အပြေးတက်ကြည့်လိုက်သည်တွင်ရုပ်ပြက်ဆင်းပြက်ဖြစ်နေသောလူတဲ့အလောင်းတစ်လောင်းကိုတွေ့ရသည်ကြားစားထား၍နံရိုးကျဲကျဲသာတွေ့ရပြီးဂယုတဆိုင်အနီးကပ်၍လိလာရာ၌ပ
ပေါင်တစ်ဖက်၌တနတ်ကြည်စံဖြတ်မှန်ရာဒဏ်ရာကိုတွေ့ရတော့သည်ဒဏ်ရာနဲ့ပြေးမိပြေးရပြေးတဲ့အကောင်းပြညကြတော့ဒဏ်ရာနဲ့မိတ်နေတော့ကြားဝင်ဆွဲတာပဲဒါကြောင့်ကြားရအသင့်ရဲလာကြီးလို့အောက်မိနေခဲ့တာလက်စားတတ်တော့ဒီလိုကိုဥပိုးရံဒီတောင်းကျမ်းသူ၏အလောင်းကိုကြည့်ကာအဆုံးအဖြတ်ပေးလိုက်သည်ကျွန်တော်ဒီလမ်းပြလုတ်သူ၏အလောင်းကိုစခန်းသို့ပြန်ထမ်းကာကောင်းစွာတကြိုရန်အတွက်တက်စုမူအားအမြန်စီစဉ်ခိုင်းလိုက်သည်ကြားနှကောင်ကိုမူကားစခန်းရောက်မှတင့်တယ်လို့ကြည့်ပြီးထမ်းဖို့ယူခိုင်းမည်ဟုဆုံးဖြတ်လိုက်သည်သုံးမှန်ခန့်သာကွာဝေးသည့်စခန်းသို့ကျွန်တော်တို့ကင်းတက်သည်ပြန်လှည့်ချီတက်ခဲ့လေသည်စခန်းတွင်ကျွန်တော်မရှိခိုက်တိုက်ပွဲဖြစ်ပွားပြီးနောက်အုပ်စုကွဲသွားခဲ့သောတောင်းကျမ်းသူ၈ယောက်တို့သည်၎င်းတို့လက်နက်များဖြင့်လက်နက်လာရောက်ချအပ်ခဲ့ကြသည်၎င်းတို့တည်င်းပေးချက်ရဒဏ်ရာရရှိသွားသောညံထွန်းသည်ကျွန်တော်တို့စကန်ဒီတဝိုင်း၌ပင်ခိုကက်ကရှောင်းတိန်နေလိုက်မည်ဟုထင်ကြောင်းအစိတ်ခံချက်ပြီးသည်မကြာမီဘရင်တော်စစ်ကြောင်းမှတက်စုတစုသည်ရောက်ရှိလာပြီးလျှင်ဖမ်းမိထားသောတုံ့ပန်းများနှင့်ဒဏ်ရာရရှိသွားသောရဲဘော်များကို၎င်းတို့စကန်ချရာပတ်ခေါင်းရွာသို့ရွှေ့ပြောင်းယူဆောင်သွားကြပါတော့သည်ကျွန်တော်၏ရှေ့တက်စကန်ချရာတယောက်ကူစကန်၌စစ်ရေးအတွက်သာကောင်းသောနေရာဖြစ်၍ရေရှားပါမှုပြဿနာနှင့်နေရာထိုင်ခင်းမပြည့်စုံသည့်အခက်ခဲကြောင့်အခြေခံနောက်ကျောင်းစကန်သို့ပတ်ခေါင်းကြီးရွာသို့ရွှေ့ပြောင်းထားရန်စီစဉ်လိုက်ပါသည်ရန်သူ၏အင်အားစုမှနလန်မထူနိုင်အောင်တယောက်ကူတိုက်ပွဲမှအဆုံးဖြတ်ပေးလိုက်ကြောင်းကိုကျွန်တော်သဘောပေါက်မိပါသည်တို့ရတွင်လူစုကွဲ၍ကြံနေသေးသောတောင်းကျမ်းသူများနှင့်တကွကျွန်တော်အဓိကလိုချင်သူညံထွန်းကိုအသေးရအရှင်ရဖမ်းမိရန်အရေးကြီးနေတော်သည်စစ်ကြောင်းမှစုံစမ်းရေးနှင့်ပတ်သက်၍တရင်အမျိုးမျိုးပို့ကြရာ၌ညံထွန်းကိုရှမ်းငတ်ထွန်းသည်ရွာနှင့်ကျွန်တော်တို့ရှေ့တန်းစစ်မျက်နှာနီးတောတွင်း၌ပုံနေမိထင်ရကြောင်းအသီးသီးသတင်းပို့ပါသည်ညကပိမ့်ပိတ်အောင်မှောင်နေတော့၏ကျဲကလေးတပွင့်နှစ်ပွင့်သာလျှင်ဖုံမဲ့လင်းရောက်ဖြစ်ကောင်းကင်လေ၌မပွင့်တပွင့်ခက်ရီရီတွေ့နိုင်ပေသည်ကျွန်တော်၏နားနှစ်ဖက်အနီး၌တဝီဝီအော်မီနေသောချင်းကောင်များဖြုတ်ကောင်များ၏နှောက်ယှက်မှုတံကိုဂယုမဆိုင်နိုင်ပေရှမ်းပြည်နယ်ပတ်ခေါင်းရွာသွားလန်းလမ်းစုံတစ်ဝိုက်များကိုမျက်ခြေမပြတ်စောင့်ကြပ်နေမိသည်ကျွန်တော်တို့တပ်စုနှင့်တဖာလုံခန့်ဝေးသောနေရာ၌ကင်းတပ်စုတစုသည်ကျွန်တော်တို့တပ်စုကဲ့သို့ခြုံခိုကာပုံကင်းချရင်ညံထုံးတဲ့အဖွဲ့လမ်းကူးလမ်းလာကိုစောင့်နေကြခြင်းသာဖြစ်ပေ၏ကျွန်တော်နှင့်တူရဲဘော်ကျော်လိုင်းဦးနုနှင့်တပ်စုမှုဘိုးစိန်ထွေးကတစ်ဖွဲ့ဦးဘိုးဟန်နှင့်တပ်စုမှုဘိုးငွေစိုးကတစ်ဖွဲ့ကိုဘိုးရန်နှင့်တူဘိုးကြီးမင်းနိုင်တပ်စုများဘိုးဘုံအောင်ကတစ်ဖွဲ့ကင်းသုံးဖွဲ့ချကာတိတ်ဆိတ်တော်ညလွာကိုအဖော်ပြုကာကင်းဆောင်နေကြခြင်းသာဖြစ်တော်သည်တောင်ပေါ်ဒေသဖြစ်၍သရင်ကျွညမကုန်ခင်ပင်အတော်အေးလာပြီးလေကလည်းတဝူးတိုက်ခတ်နေတော့၏ရဲဘော်များ၌တရင်ဌာနမှခြိတက်စင်ကပင်အနှွေးတဲ့ကိုစီယူခဲ့သည့်ကြောင့်အေးတံကိုရဲရင်စွာရင်ဆိုင်နိုင်သည်မှာစိတ်ချမ်းသာစရာဖြစ်စေသည်ဧကနေအရှိဘအမှတ်နှင့်ကင်းတက်စုမှကျေလောင်သောအတန်ကြီးတံပေါ်ထွက်လာသည့်ကြောင့်ထူးခြားလှသည့်တံကိုကျွန်တော်နားမလည်သည့်ကြောင့်ဆက်လက်၍နားဆွင့်ကာထောင်နေမိသည်ချက်ချင်းပင်ကြစ်နှင့်မာကျောတော့အရာဝတ္ထုချင်းထိတံကြိတ်ဝါတံမျိုးကြီးထွက်ပေါ်လာပြီးနောက်ရိုင်ဖယ်တံ၃ချက်ဆင့်ကာဝင်းခနဲ့လက်ခနဲ့ပိုထွက်လာတော့၏စက္ကန့်ပိုင်းတွင်၌တတော်လုံးတိမ့်တိမ့်တုံသွားအောင်စူညံစွာဖြင့်မြေကြီးပြုတ်ခမန်းပဲ့တင်ထက်ကကြရက်ရိုက်ခတ်သွားတော့သည်ရှေ့စစ်နောက်စစ်ကာလတွင်၌ကျွန်တော်တို့ကင်းတက်စုခြုံကိုစောင့်နေရစီသို့မဲဒရန်ကြီးများသည်လေမုန်တိုင်းတိုက်ခတ်လာသလိုတဟုန်ထဲအလုံးအရင်နှင့်ပြေးဝင်တော့သည်ဤတွင်မှကျွန်တော်သည်ချက်ချင်းတတိယကရဲဘော်ကျော်လိုင်းလက်ထဲမှ.458မန်နမ်မရှင်ရိုင်ဖယ်ကြီးကိုလှမ်းဆွဲကာကျွန်တော်ရှိရာသို့ဦးတီတက်လာသောတောစင်ကြီးများကိုစီးကျူပြစ်ခတ်လိုက်ရ၏ပြစ်ခတ်ရင်ကြံရဲဘော်များကိုဝိုင်းပြစ်မြန်ပြေးဟုအရေးတကြီးအမိန့်ပေးလိုက်ရ၏ဗရင်ဒန်ရိုင်ဖယ်တပ်များသည်ညဦးရ၌ဟီး၍တခဲနှက်ပေါ်ထွက်လာတော့သည်ကျွန်တော်စီသို့ဦးတိုက်ပြေးလာသောအဆွဲဖွေးဖွေးနှင့်တောစင်ကြီးသည်ငယ်ထိတ်တက်တဲ့ကြီးစံဝင်သွားရာသွေးယူသွေးသားနှင့်ဆက်ပြေးလာပြီးလျှင်ကျွန်တော်တို့ပုံနေရနှင့်ပေ20အကွာရောက်မှအယုတ်ကျိုးပြက်ပုံလက်သားကျသွားတော့၏ထို့နောက်ဘေးဖြတ်ပြေးသွားသောစင်တကောင်၏နားတွင်တို့ကျွန်တော်ဒီမှန်းကပြစ်ထည့်လိုက်ရပြန်၏
ပြစ်ခတ်ရင်ကျွန်တော်ဒီတတိယကမီးကြီးတနက်ကိုထုတ်ကာကောင်းကင်တို့မြောက်၍ပြစ်ဖောက်လိုက်သည်တွင်မီးကြီးကြောက်သည်ဝေခနဲပေါ်ထွက်လာသည်တွင်ရဲဘော်များသည်အရှင်သာတွေ့မြင်နေရသောတောဆင်အုပ်ကိုရွှေ့ကာချိန်ကာပြစ်ခတ်လိုက်ကြသည်နှင့်တပြိုင်နက်တည်းပြစ်ခတ်ခြင်းခံရ၍၎င်းမီးကြီးအလင်းရောင်ကြောင့်တောဆင်အုပ်ကြီးသည်ကျွန်တော်တို့စီသို့တိုးရမလာတော့ပေနောက်ပိုင်းသို့တကြိုးထဲလေကာပြေးထွက်သွားပါတော့သည်တုံးလုံးပတ်လက်နှင့်ကြာဆုံးကြံရစ်ခဲ့သောတောဆင်ကောင်ကြီးများ၏တံတန်များနှင့်မီးကြီး၏အလင်းရောင်အောက်ဝဲမြင်ကွင်းစမ်းတရက်ဖြင့်ဖန်တီးစေပါသည်ထို့နောက်ကောင်းကင်တို့ထောင်၍မီးကြီးအနှီတထောင်ပြည့်၍အချက်ပေးလိုက်ရ၏ထိုအချက်ကတပ်စုများပြန်ဆူ၍စခန်းတို့ဆုတ်ခွာရန်အထိမ်းအမှတ်သာဖြစ်ပေသည်ကျုပ်တို့ကင်းကိုပန်းစင်ကြီးကတက်တက်ကြီးလာတိုးပြီးရဲဘော်တွေနင်းတက်မဲ့လို့တော့ပြစ်တက်လိုက်ရတာပဲဗျာဥပုဟန်ဒီချွေးတွေတီးနေသောမျက်နှာကြီးဖြင့်ဖြစ်ပြက်ပုံကိုပြန်၍ပြောပါသည်အမှန်ကတော့တောစင်တွေရောက်နေတာကျုပ်တို့မသိဘူးသူတို့ကလူနှံ့တွေရလို့အသာငြိမ်နေတာဖြစ်မယ်စင်ကကျုပ်တို့ကိုစပြီးရန်ရှာတဲ့ပုံပဲကျွန်တော်ဒီဥပုဟန်ဤထင်မြင်ချက်ကိုထောက်ခံလိုက်ရ၏ထိုညအဖို့၌လူချင်းတိုက်ပွဲပြုလုပ်ရန်တွားခဲ့ရာတောစင်နဲ့ကျွန်တော်တို့ရင်ဆိုင်တိုက်ပွဲပြုလုပ်ခဲ့ရပြီးတပ်စခန်းသို့ခတ်ဆိုးဆိုးပြန်ခဲ့ရတော့၏ကင်းပုံးချကစောင့်နေစဉ်တောစင်အုပ်နှင့်မရှောင်တာတန်းပတ်ပင်းမှတိုးတီကြောင့်ပြစ်ခတ်လိုက်ရသည်နောက်ပိုင်း၌တနတ်တံများဗရင်းတံများတိုက်ပွဲကြီးတစ်ပွဲအတိုင်းညရံကိုရှံထွက်ခဲ့ရသည်ထိုအတံများကိုကြားရလျင်မိသည့်တောင်းချမ်းသူမြကျွန်တော်တို့ကင်းပုံးချကစောင့်နေသောနေရာသို့အမိုက်ခံ၍လာတော့မည်မဟုတ်ချေတောစင်တွေကတော့မနှဲဘူးရှစ်ကောင်ကိုးကောင်လောက်တော့ကြာမှာပဲစင်သားတွေတော့ရဲဘော်တွေအတွက်လုံလောက်ကောင်းပါရဲ့ဗျာဥပုဟန်ဒီရိတ်ခါပြဿနာကိုစဉ်းစားမိပုံဖြင့်ပြောလိုက်ရာတွင်ဘရင်နောင်စစ်ကြောင်းကအိမ်စင်တွေပါခေါ်ပြီးစင်သမားတွေအတွက်ရောရဲဘော်တွေအတွက်ပါတောစင်တွေအဖြတ်ခိုင်းကြဗျာရိတ်ခါကိုတတ်နိုင်တယ်မြတိုးလောင်နိုင်မှာဗျဒီမှာဘလောက်ကြောင်မှမပြောနိုင်ဘူးကျွန်တော်ကတတိပေးလိုက်သည်ကျိန်စာတဲ့သူဤဇက်တိန်ကိုရက်ကိုမျောလိုက်တိုင်းမှုံဝေနေတော့သည်စောင်းဖက်လူလာသောယာတီဥသူ၏တတိကြောင့်နှဲမုံများသည်၎င်းတောင်မော်ဒေသ၏မူရင်းတောင်ခိုးတို့သည်ယောနောကကိုရက်ကိုပြင့်လုံးကိုငွေဆေးရောင်ပကြီးချေထားနေတော့သည်တစ်တောင်ငှက်တကောင်၏တတောက်တောက်မီထွက်လာအောင်တစ်ခေါင်းကိုနှုတ်တီးမှမှနှင့်ခောက်တန်သည်တပ်စကိုင်း၏အနောက်ဘက်ကျွန်းတော်စီမှထွက်ပေါ်လာတော့၏ကျွန်တော်အဖို့အထီးကရေးကြည့်သောညံထုံးခေါ်ရှမ်းငထုံးကိုရှာဖွေခဲ့ဒီမှာ10ရက်မြောက်ခဲ့ပြီတို့ရတွင်ညံထုံးခေါ်ရှမ်းငထုံး၏သတင်းနှင့်အရေးအယောင်သည်လေနှင့်အတူတဖြည်းဖြည်းပျောက်ကွယ်ခဲ့ပြီထို့ကြောင့်ကျွန်တော်သည်အတော်အကြံအိုက်တလောက်ဤသို့ကျင်ပြန့်သောတောတောင်ကြီးထဲ၌ပိုက်စိတ်တိုက်၍ရှာဖွေရမှာအတော်စဉ်းစားရကြသောပြဿနာတရက်တာဖြစ်စေတော့၏ထိုအခါတွင်တပ်စခန်းကင်းမှုသည်ကျွန်တော်စီသို့အရေးတကြီးလာရောက်၍တည်င်းပုတ်လိုက်သည်တောင်းချမ်းသူနှစ်ယောက်လက်နက်လာချပါတယ်မင်္ဂလာတည်င်းကောင်းကြောင်းကျွန်တော်ဒီ၎င်းတို့လက်နက်များကိုတင်ခိုင်းလိုက်ပြီးလင်၎င်းတို့ကိုယ်၌အနှံ့အပြားရှာဖွေပြီးကျွန်တော်စီသို့ခေါ်ဆောင်ခဲ့ရန်တက်ခွဲမှုကိုတာဝန်ပေးလိုက်သည်မကြာမီတယောက်ကိုဖေးကကျွန်တော်စီသို့တရွေ့ရွေ့တက်လာသောတောင်းချမ်းသူနှစ်ဦးနှင့်တကွတက်ခွဲမှုကင်းမှုတို့ကိုလှမ်း၍တွေ့မြင်ရပါသည်ဒဏ်ရာရရှိထားခဲ့သောအဖော်တယောက်ကိုကြံတောင်းချမ်းသူတို့ကကူမကခေါ်လာသည့်လက္ခဏာတွေ့ရသည့်ကြောင့်မကြာမီကျွန်တော်တို့နီးသို့ဆိုက်ရောက်လာသည်တွင်ကျွန်တော်ဦးနုအားစကားပြန်အဖြစ်ခေါ်၍အသုံးပြုရန်ခေါ်ယူလိုက်သည်တောင်းချမ်းသူတို့သည်ဦးနုကိုမြင်လေမြင်ချင်းရှမ်းပါတာဖြင့်အရေးတကြီးလှမ်း၍ပြောရင်စတင်ကမျက်ရည်များကျလာသည်ဦးနုသည်အားတင့်သွားရမှကျွန်တော်စီသို့ဒီလူနှစ်ယောက်ကျွန်တော်တို့စီရောက်ဖို့တဲ့ပုံမူသူတို့ကလည်းကျွန်တော်တို့ချီလာမှန်းမသိလို့ငှက်ထုံးနဲ့တူပေါင်းတိုက်ခဲ့တာတယောက်တန်ရရပြီးတိုးထဲမှာပုံနေခဲ့တာအခုတော့တန်ရတက်တာမှကျွန်တော်တို့သတင်းအသိကြလဲရရောထွက်လာခဲ့တာပဲနေပါအောင်ဦးနုဒီလူတွေနဲ့ကျွန်တော်တို့ဘယ်တော့မှသိတယ်လေကျုပ်တို့လှည့်စားတဲ့သဘောမျိုးလုပ်နေပါအောင်မင်းဤတွင်တိုက်ပွဲတွင်ဒဏ်ရာရရှိထားသူတို့သည်တုံချိနေတော့တန်ဖြင့်ကုဝင်ဟုအားတင်းကပြောလိုက်သည်ဤတွင်မှပြေမနာတက်ရင်ယုံတို့တခါကကြောက်ဖြူရုပ်လိုက်ရှာသောကုဝင်နှင့်တမော့ဆိုသူနှစ်ဦးကိုပြေး၍တတိရတော်သည်ကြံတယောက်ကလည်းကျွန်တော်ရှိ၌စောင့်ကြောက်ထိုင်ကာ
ကျွန်တော်ကတမော့ပါစစ်ဘူကြီးမှားတာတွေတော့ပြီးတာပြီးပါစီဘူကြီးတို့လာမှကျွန်တော်တို့မသိရဘူးသိရရင်ခုလောက်အားလုံးဒုက္ခမရောက်ဘူးညံထုံးလက်တန်ရရသွားတယ်မနေ့ကကျွန်တော်တို့လူချင်းခွဲခဲ့တယ်ကျွန်တော်တို့သတင်းကြားရတာဗမာလူဆိုးတွေကဒီနယ်ကိုတက်ပြီးလှုပ်ရက်ဖို့လာမဲဆိုတဲ့သတင်းကိုကြားရတော့ကျွန်တော်တို့လည်းညံထုံးပြောသမျှယုံပြီးသူခိုင်းတာလုပ်ခဲ့တယ်မနေ့မနက်ကရွာကလူတွေတွေ့မှအဖြစ်မှန်သိရမှဘိုးကြီးနဲ့ဆရာကြီးတို့ပါလာမှသိရမှကျွန်တော်တို့အားကိုပြီးထွက်လာခဲ့တာပဲနေပါအောင်ညံထုံးမှဘာအားကိုစရာရှိလို့သူ့နောက်မှာဒီလောက်လူတွေရှိသလဲစီယုံကြီးကောင်းလို့လားအတိုက်အခိုက်ကောင်းလို့လားပြောစမ်းဗျာကျွန်တော်ဒီဆက်လက်မေးမြန်းဒီတွင်ခတ်တာပဲဘိုးကြီးညံထုံးရင်တော့ကတနက်နဲ့ပြစ်လို့မထွက်ဘူးဗျတနက်အားကြီးပြီးတယ်သူကလည်းဒီတောင်ရုံးမှာထီးနှန်းဆိုင်ပြီးဘယင်ဖြစ်ရမယ်လို့ဟောကိန်းလှုပ်ထားတယ်သူ့မှာဟိုဘိုးကြီးအယုတ်လေးလေသူ့လက်ကလွတ်ထွက်ရောဒီလိုဒုက္ခတွေစတွေ့တာပဲဤတွင်မှကျွန်တော်ဒီရက်ပေါင်းတော်ကြာမေ့ပြောက်ခဲ့သောအဖိုးကြီးအယုတ်လေးကိုပြန်၍သတိရလာတော့သည်တစ်ဆက်တည်းထူးဆန်းစွာပြန်တော်မူသောဖုံးတော်ကြီးအကြောင်းပါတတိရတော့၏ထို့ကြောင့်ကျွန်တော်ဒီဒဏ်ရာမရသောတမော့အားညံထုံးကိုခမပြန်ခေါ်ခဲ့ပါကျုပ်တို့သူ့ကိုမတတ်ဘူးကောင်းကောင်းနေရင်မရဘူးဘူကြီးသူကအခုထိအာကိုတုံးမယ်တနေ့မှသူ့စီဒီဖိုးကြီးကြောက်ရွံ့ပြန်ရောက်ရမယ်လို့အဲ့ဒီခါမှာသူဟာကိစ္စကုန်ပြီးတယ်လို့ယုံတုံးမယ်မာနလည်းအားကြီးကြီးတယ်သူကခွဲခါနီးမှာပြောလိုက်တယ်သူသေးချင်းသေးပါစေတဲ့လက်နဲ့မချဘူးတဲ့ပြေးစရာမြေတွေအများကြီးကျဲတဲ့ထို့ကြောင့်ကျွန်တော်အရေးတကြီးတိလို့တော့မေခွန်3-4ခုကိုဦးနုအပါဝင်တမော့တို့3ယောက်ကြားလျှို့ဝှက်မေးမြန်းလိုက်သည်တမော့ကလည်းမဆိုင်မသွားကျွန်တော်အဖို့တိချင်တော့မေခွန်ကိုတီတီကြကြဖြေချလိုက်သည်မချာမီကျွန်တော်ဒီအရေးပေါ်စစ်စင်မှုတရက်ကိုစတင်ကချက်ချင်းစီစဉ်လိုက်ရသည်တက်ခွဲတစ်ခွဲကိုအစင်သင့်ပြင်ဆင်က3ရက်စာရိတ်ခါပြည့်စုံနှင့်တနေရာသို့အချိန်မီတက်ရန်နိုင်ပိုင်းတွင်အပီးအမိန်ပေးလိုက်သည်နန္ဒလီတမော့နှင့်ကျွမ်းကျင်သောလမ်းမြ3ဦးတို့ကိုလည်းအစင်သင့်ပြင်ဆင်ခိုင်းလိုက်သည်တနာရီကြာတွင်တရောက်ကူးစခန်း၌တက်စုတစုကိုအဆောင်ထားခဲ့ပြီးကျွန်တော်တို့သည်မြောက်ဘက်စူးစူးသို့တောလမ်းမှဖြတ်၍ခရီးပြင်းချီတက်ခဲ့သည်ကျွန်တော်၏လက်ပတ်နာရီမှအချိန်ကားညနေ2နာရီသို့ညွန်ပြနေတော့၏ကျွန်တော်ကနန္ဒလီနှင့်တမော့တို့ကိုလှမ်း၍အကွာအဝေးမေးလိုက်ရာတွင်နှစ်ဦးစလုံးကတိတ်မဝဲဘူးဘူကြီးအများဆုံး6မိုင်ပဲတောင်ဆင်းတောင်တက်တွေကြုံနေရလို့အလွန်ကြောင်ကျတဲ့နေရာဖြစ်တယ်အဲ့ဒီရွာကိုတော်တော်လူတွေမသိကြဘူးအဲ့ဒီရွာကလူတွေကလည်းဒီပြင်လူတွေနဲ့ဘယ်သူမှမဆက်ဆံကြဘူးအတော်ထူးဆန်းတဲ့လူတွေဗျမှန်ပေသည်ခရီးလမ်းမှာအတော်ကျန်းလာ၏လမ်းတိုင်းမသွားရသွားလန်းလာလမ်းကလေးပင်မရှိသောဒေတာဖြစ်၍ဒုက္ခရောက်ပုံမှာအထူးပြောစရာမလိုပြီတချို့တောင်တက်များတွင်ຫນွေကြိုးများဝလုံးများဖြင့်ထောက်၍တက်ရ၏စစ်လက်နက်များဖြစ်သည့်ဆက်သနက်ကြီးများစိန်ပြောင်းကြီးများကိုတပင်တပန်းကျိုးနှင့်ဆိုင်ကသစင့်စီတင်ခဲ့ရ၏တခါမတ်ဆောက်သောကြောက်ကြီးထဲသို့ကျိုးတန်းကဆင်းရပြန်၏ဒုစစ်သားသာတဝဝစီးဆင်းနေသောချောင်းရိုးများထဲသို့အတန်တန်ဖြတ်ကူရသည်၏နေဝင်ခါနီးချိန်မှာကျွန်တော်တို့ရည်ရွယ်ထားသည့်ရွာအခြေတို့ချင်းကပ်မိသည်လေဒီတဟူးဟူးတိုက်ကက်ဆပြုလာပါပြီကျွန်တော်တို့ဒီခက်လန်းလန်း၌မြေလွင်ပြင်လေမှခက်ဖြည်းဖြည်းသက်သွားသည့်တလုံးစီသာရှိသည့်တောင်ကလေးကိုကြည့်မိသည်တောင်ခြေရင်း၌ရေဆက်ဆက်တွင်တောင်ယာဆန်ဆန်ပြုတ်လုထားသည့်လေကွင်းတွေထဲ၌အဖူးအနှံထွက်ခါစစပားခင်းနှင့်ပေခင်းပြောင်းမှုခင်းလေးတွေကိုတွေးလိုက်ရသည်တောင်အမြင့်မှာပေ300အတွင်းသာမြင့်မားပေလိမ့်မည်မြေမျက်နှာပြင်အခြေအနေနှင့်ပတ်ဝန်းကျင်တစ်ဝိုက်ကိုမှန်ပြောင်းနေကြည့်ကကျွန်တော်ဒီအရေးပေါ်စစ်စင်ရေးအတွက်ရွေးချယ်လေ့လာနေသည်အနှဲငယ်မှောင်စားပြုလာသည့်နောက်တွင်ကျွန်တော်ဒီတက်ခွဲမှုနှင့်တက်စုမှု4ယောက်တို့ကို၎င်းစိန်ပြောင်းကြီးနှင့်ဆက်သနက်ကြီးတက်စုမှုများကိုခေါ်ယူကာတဖာလုံခန့်ကျယ်ဝင်းမိတောင်ခြေတစ်လျှောက်၌မိသည့်နေရာမှမိသည့်တက်စုကတာဝန်ယူတက်ဆွဲထားရန်အသေးစိတ်ညွှန်ကြားလိုက်၏ထိုအခါတွင်တောင်ထိပ်စီကတကွန်တိုင်းဖြူဖြူဖွေးဖွေးစီမှကျေးစီတန်တချွင်ချွင်ထူးခြားစွာထွက်ပေါ်လာတော့၏ကျွန်တော်တို့သည်အံ့အားသင့်ကတယောက်မျက်နှာတယောက်ကြည့်ကနေမိသည်ခရုသည်မှုတ်တယ်များကျေးစီတံများသည်မကြာခဏပေါ်ထွက်လာတော့၏
ကျွန်တော်ဒီတက်စုများကိုကျွန်တော်ကိုယ်တိုင်နေရာလိုက်လံချပေးပြီးဆက်သက်နက်ကြီးများဆက်သက်နက်ကလေးများကိုညပစ်ကွင်းရွှေ့ရန်စနစ်တကျသတ်မှတ်၍အတန်ဖန်းဆက်သလုံးစီပေးအပ်လိုက်သည်တက်စုလေးစုတီတောင်ကိုပတ်ပတ်လေဝိုင်းမိသောအခါ၌ကျွန်တော်ဥပိုးဟန်ဥပိုးရန်ဥနုနန္တလီတမောင်းနှင့်တက်ခွဲမှုဘိုနှင့်ရုံးအဖွဲ့ဝင်ရဲဘော်များစုစုပေါင်းတက်စုတစုအင်အားသည်လှေကားထက်များဖြစ်အောင်ဖန်တီးထားသည့်ကြောက်ကပန်းကြီးကိုတစ်ထစ်စီနှင်းကတောင်ထိပ်စီသို့တတိကြီးစွာဖြင့်တက်ခဲ့သည်အသက်မှာခပ်ပြပြတက်ခဲ့ရပြီးလူ3ယောက်ခတ်ချောင်ချောင်ဆင်းနိုင်တက်နိုင်အောင်ကျေဝင်းသောကြောက်လီကားတိုင်းကျွန်တော်တို့တက်စုတီတောင်ထိပ်ပေါ်သို့10မိနစ်အတွင်း၌အရောက်တက်ခဲ့သည်တွင်တောင်ထိပ်ရောက်ကျွန်တော်တို့အားအသင့်ဆောင်ကြုံနေသည့်လူတစုကိုတွေ့လိုက်ရသည်ရဲဘော်အားလုံးသည်ဆက်သက်နက်များရိုင်ဖယ်များဖြင့်အသင့်ချိန်ကပြစ်ခတ်ရေးအတွက်ပြင်ဆင်လိုက်သည်တွင်လှေကားထိပ်မှဝိဖြူစင်ကြယ်ဝတ်ထားသောအရက်ပုပုလူတယောက်ခက်ဝဲဝဲဗမာစကားတန်ဖြင့်ကျုပ်တို့ရန်သူတွေမဟုတ်ပါဘူးလူကြီးမင်းတို့ကိုခရီးဥကြိုပြုနေတာပါတောင်ပေါ်ကိုတက်ကြပါရှေ့မှထွက်၍တောင်းပန်ရင်ခေါ်ဝေါ်ပါသည်ကျွန်တော်ကြိုတင်၍မှားကြားချက်ရရဲဘော်အားလုံးသည်မိသူကိုမျှအယုံမပေးဘဲခတ်တင်းတင်းခြေလမ်းများဖြင့်လက်နက်များကိုအတင့်ကန်ကတောင်ပေါ်တို့တက်ပြီးနေရာယူလိုက်ကြသည်တို့ရတွင်ကြံသောရောင်ကြီးပွေတစောင်းထုံထားသောရွာသားများသည်တစုံတရာရံပြူရန်လက္ခဏာမပေါ်ပေခက်အေးအေးအမူအရာဖြင့်အချင်းချင်းစကားပြောနေကြသည်သူတို့ပြောဆိုသည့်အတန်ကိုကျွန်တော်ဒီနားဆွင့်၍ထောင်လိုက်ရာတွင်ရှေပေါ်ရာနာစကလုံးများဖြစ်လျက်အတော်လျင်မြန်တွက်လက်စွာပြောဆိုနေကြသည်ဂယုတဆိုင်နားထောင်နိုင်မှကျွန်တော်အနေငယ်အတိတ်ပဲပေါက်တော့သည်သူတို့တွေရောက်လာရင်ပြဿနာပြီးတာပါလေဘိုးတော်မိန်တိုင်းအားလုံးလိုက်ရောကန့်ညီပြီပဲဤတို့အတိတ်ပဲကောက်ယူနိုင်သောအဖြေအဆိုမျိုးသာဖြစ်ပြီသည်တို့ရတွင်၎င်းရွာသားများပြောဆိုသည့်တိုင်စကလုံးစေတာကျွန်တော်မပြောတတ်ပါကျွန်တော်နှင့်ရဲဘော်များသည်တမတော်ဤထုံးစံအရအိမ်ခြေ30ခန့်ရှိမျက်နှာချင်းဆိုင်ကဆောက်လုပ်ထားသည့်ရွာထဲသို့လူစုခွဲကာအခြေအနေလိုက်ကြည့်ကြသည်အမျိုးသမီးများမှာလက်ပွားအင်ကြီးထမင်းရိုးရိုးအစင်အပြာအညိုများဝက်ကစံဖို့မောင်းထောင်းအလုပ်ကိုအိန္ဒြေရရလုပ်နေကြသည်ကလေးချုပ်ကလမ်းပေါ်၌အကြောက်ရွံ့ကင်းမဲ့စွာကစားနေကြသည်ယောက်ျားများရောအမျိုးသမီးများပါရောင်ကြီးပွေများဖြင့်အတော်ကြီး၍ကောင်းလာတော့၏အင်ကြီးလက်ကျက်အဖြူနှင့်လုံချီကွင်းများကိုခတ်တူတူဝစ်ဆင်ထားပြီးပါဇက်တွင်စီဝါတံများကိုခဲနေကြသည်ကြည့်ပါကြည့်ဝတ္တရားနှင့်တတိဆိုတာမမိတာကောင်းပါလေဒီတောင်ပေါ်မှာအမောင်တို့ကိုရံမှုမဲ့ပုဂ္ဂိုလ်တတဝါတယောက်တလေမှမရှိဘူးကျုပ်တို့ဂတိခံယူဝင့်ပါတယ်ပိတ်ဖြူဝတ်ထားသည့်အသက်50ခန့်ပုဂ္ဂိုလ်သည်ရှေ့ဆောင်ခေါင်းရွက်လောက်ကပြောလိုက်ခြင်းဖြစ်သည်ခြေပြက်ညီညာသောပေ600ခန့်ရွာနမိတ်ကိုစစ်ဆေးပြီးနောက်ရွာမြေမျက်နှာအထက်အနှဲငယ်မြင့်သောတောင်ကုန်းမမော့စီသို့ရှေ့ကပိတ်ဖြူဝဲပုပ်ကူကပင်ဥဆောင်၍ကျွန်တော်တို့တက်ခဲ့ကြသည်တောင်စွန်းတနေရာ၌ကမြေပေါက်စေတီတစုနှင့်ခက်သေးသေးကျောင်းတင်ကန်းတစ်ဆောင်ကိုတွေ့လိုက်ရသည်ရှေ့ဆုံးမှဝိဖြူစင်ဝဲပုပ်ကူသည်ကျွန်တော်တို့ဖတ်တို့လှဲ့ကဗုဒ္ဓဘာသာမိသားဖသာပိသသူမှန်တ၍ရှောင်ကြည်အပ်သောစေတီပရဝံမြေထဲကိုဝင်ကြမှာမို့ဖနက်ချွတ်ကြဖို့တောင်းပန်ပါတယ်ဘာသာရေးဖြစ်သည့်ကြောင့်ကျွန်တော်တို့အားလုံးဒီစစ်ဖက်များကိုချွတ်ကာစေတီရှိရာတို့တက်ခဲ့ကြသည်ထုံးဖြူဖြူဖွေးဖွေးတုပ်ထားသောညံတော်9000ခန့်ရှိမိစေတီထိတ်မှဆဲလဲတံများသည်ကြည်နူးစရာတံများပေါ်ထွက်လာကြ၏တက်စုမှုဘိုလ်ကြီးငိမ့်မောင်သည်စေတီကိုရှိခိုးဥချပြီးလက်ရရစ်တပတ်ပတ်ပြီးလင်ကျွန်တော်အနီးတို့ချင်းကပ်လာပြီးဘုံမှုဘဲနဲ့လေစေတီကတမျိုးပဲတဝါကူကမြောက်ဘက်လှည့်ထားတယ်ပြီးတော့ပုံတတန်ကအာကြီးစမ်းနေခမကျွန်တော်ဒီတဝါကူကိုကြည့်လိုက်ဒီတွင်အထဲတွင်လူတယောက်ကောင်းကောင်းထိုင်နိုင်အိတ်နိုင်အောင်ကျေဝင်းသောနေရာကိုတွေ့ရပြီးနောက်ကျောင်းရှိရာသို့အရေးအခြေကြည့်ရန်ထွက်ခဲ့တော်သည်ကျောင်းမှာ3ပင်4ပင်ကျေဝင်းသောကျောင်းဖြစ်ပြီးလင်တစ်သားဖြင့်ကာလကြာမြင့်စွာဆောက်လုပ်ထားသောအလွန်အမင်းရင့်ရုံနေသောကျောင်းဖြစ်၍အမိုးမှာတောင်ထမ်းရွက်များဖြင့်မိုးထားသည်ကိုတွေ့ရပြီးအကာမှာဝါးထရံများဖြင့်ကာရန်ထားသည်ကျောင်း၏ထိပ်ပိုင်း၌လူတယောက်ချောင်းချောင်းလဲလဲထိုင်နိုင်သောပလင်တစ်မျိုးတွေ့ရပြီးလင်
၎င်းရှိ၌စီမီးတွေထိန်နေအောင်ထွန်းထားလေသည်တစ်သားအကျန်းဖြင့်ပြုလုပ်ထားသောပလင်ပေါ်၌သင်ငန်းစဖြင့်ရစ်ထုတ်ထားသောပစ္စည်းတစ်ခုကိုတွေ့ရပါသည်ပလင်ရှိတလန်ကွာတွင်ကျေးစီနှစ်ခုကိုကျိုးများဖြင့်ဆိုင်ထားတော့သည်ကျောင်းကဆရာတော်ဘယ်ကြွသလဲကျွန်တော်ဒီမတင်ငါဒီကြောင့်စုံစမ်းလိုက်သည်တွင်ပိတ်ဖြူနှင့်ပုပ်ကိုဒီတည်ငြိမ်သောတန်ဖြင့်ဒီเจ้าမှာရဟန်းတန်ကသတင်း300မဟုတ်ဘူးစစ်သူကြီးလူပုတ်ကိုကတောင်းเสียတော့သတင်း3နဲ့ကြောင်းဖြစ်တယ်အဲ့ဒီကတောင်းเสียတော့ဘယ်မှာလဲခမညာပိတ်ဖြူဝေပုတ်ကိုဒီတက်ပြင်းတစ်ချက်ကိုချကားအကျွန်ုပ်တို့ကတောင်းလူမျိုးတွေဟာသူတော်ကောင်းစစ်စစ်ပါမယုံသင်္ကာမဖြစ်ကြပါနဲ့စစ်သူကြီးရဲ့ကတောင်းเสียတော့ဖះကခုเจ้าတော်မှာဝိညာဉ်ပဲရှိတယ်သူ့ရုပ်စားရုပ်ပွားဟာရက်တပါးကိုမတမာသူတွေခိုးသွားလို့ကြွသွားတယ်မကြမီပြန်ကြွလာမှာပဲကျွန်တော်ဒီနားမလည်နိုင်သောစကားကြောင့်အစင်းစားရကျက်သွားပါသည်နေပါအောင်ဦးကြီးကတောင်းเสียတော့ဆိုတာဘယ်အဆက်တွေလဲရာဇဝင်မသိရဘူးလားတစိမ့်ရှင်းပြပါကောင်းပါပြီလေအကျွန်ုပ်ရှင်းပြပါမယ်ကျွန်ုပ်တို့ကိုးကွယ်တဲ့ကတောင်းเสียတော်ရဲ့ရုပ်ပွားကိုလူသွမ်းများကနိုင်ထက်စီနှင်းခိုးယူသွားခဲ့တယ်ကျွန်ုပ်တို့ကိုကတောင်းဆရာတော်ကမင်းညကအိမ်မက်ရအမိန့်ပေးတယ်ဒီနေ့မှာအကျွန်ုပ်တို့ဆရာတော်ရုပ်ပွားကိုယူဆောင်သွားတဲ့မတမာသူကိုတုတ်တင်ရမယ့်ပုံကိုယ်တွေရောက်လာပါလိမ့်မယ်လို့အမိန့်တော်ရှိခဲ့တယ်ဒါကြောင့်တနေ့ကုန်ကျွန်ုပ်တို့ပြိဿတောင်ထိပ်မှစောင့်ကြနေကြခြင်းဖြစ်တယ်ဤတွင်ကျွန်တော်တို့အဖို့အကြီးကျယ်အံ့အားသင့်သွား၏အမှန်မှလည်းဒဏ်ရာရရှိသွားသောညံထွန်းသည်ရိတ်ခါပြက်နေ၍ယနေ့ညကတောင်းရွာကိုလာရောက်ရိတ်ခါတောင်းရင်ဆေးဝါးကုသလိမ့်မည်ဟုတမောနှင့်ကုဝိန်တို့၏တည်င်းပို့ချက်ရကျွန်တော်တို့ချီတက်လာရောက်ခဲ့ခြင်းကိုကျွန်တော်တို့အရင်ကတောင်းလူမျိုးတွေသိနေသည်မှာအထူးအံ့ဩစရာပင်ဖြစ်တော်၏ဆက်လက်၍ဆရာတော်ကိုစားအကျွန်ုပ်ကပဲတာဝန်ယူ၍ကတောင်းရွာသူရွာသားတွေကိုအုပ်ချုပ်နေရပါတယ်အကျွန်ုပ်တို့ဟာသူများအသက်ကိုလုံးဝမစားရပါဘူးတမန်အာဇီဝဖြစ်တဲ့လေယာအလုတ်တေဦးတေဖူးနဲ့တာမိမိအသက်ကိုရှင်းရပါတယ်ငါးပါးသီလကိုလည်းမပြတ်မကွက်အောင်ထိန်သိမ်းပြီးအကျွန်ုပ်တို့ရဲ့ကတောင်းဆက်နွယ်ချင်းသာအိမ်ထောင်များပြုရပါတယ်ပိတ်ဖြူဝေပုပ်ကိုဒီအနှဲငယ်ရှင်းလင်းပြောပြရင်တင်ငန်းစဖြစ်ရပ်ပတ်ထားသောပစ္စည်းတစ်ခုကိုဦးသုံးချိန်ကြော့ပြီးမှလှမ်းယူကကျွန်တော်တို့ပေးအရင်ကတောင်းဆရာတော်ဖျားအဆက်ဆက်ထားရှိခဲ့တဲ့ကပီးဆာလာဖက်ရှုတော်မူပါစစ်သူကြီးကျွန်တော်ဒီတင်ငန်းစကိုခွာ၍ကြည့်လိုက်ရာကျင်းနေပြပိုက်တွင်ထွင်ထားသောရှေးစလုံးကိုစီမီးရောင်အောက်တွင်မထင်မရှားတွေ့ရ၍ဖက်ရှုလိုက်ရာတွင်ဟိန္ဒာကျွန်တော်အဖိုးဟိန္ဒာသည်ကတောင်းတွေများ၏အားထားရာဖြစ်သည်ဆရာတော်အစဉ်ဆက်တာဝန်ကိုပြီးမြောက်အောင်ကြိုးပမ်းခဲ့သည်ရှေးသူဟောင်းမြမာတို့၏အသက်ပညာဖြစ်သည့်ဆေးပညာရက်အင်းပညာရက်တမထပညာမြတ်ရုပ်ပြောင်းနှံခွာပညာရက်များကိုတမာတိတရားအခြေခံ၍အားထုတ်ကြိုးပမ်းခဲ့သည်မြန်မာတက္ကရာ1144ခုနှစ်နန်းသက်သောဦးကြီးတော်ဖျားလက်ထက်၌ကျွန်တော်၏ဆရာတော်ဘိုးဟိန္ဒာသည်ကျွန်ုပ်အား၎င်း၏ပညာအရေးရာကိုစက္ကန့်စေ၍ကျွန်ုပ်သည်ဥယျာဉ်နေပါသောရှေးမြတ်မာစစ်စစ်ကတောင်းလူမျိုးစုများကိုထိန်းသိမ်းသွတ်သွင်းကအုပ်ချုပ်ရင်းဖြင့်ဆရာသခင်၏ပညာရက်ကိုဆက်ဆံကျင့်သုံးခဲ့သည်တို့ရာတွင်အကျွန်ုပ်တွင်ပညာနုနယ်သည့်ကြောင့်အားလုံးကိုသုံးဆမကတိုးတက်နိုင်သည့်ပညာရက်ကိုရယူရန်အကျွန်ုပ်၏ဝိညာဉ်ကိုပညာနည်းဖြင့်နှုတ်ယူကာနန္တသက်ဖြစ်သာသမထပညာအခြေခံသည့်အာယုပညာရက်ကိုလေ့ကျင့်ရန်တာဝန်ရှိသည့်ကြောင့်ကျွန်ုပ်၏တပည့်ရင်ဘိုးယူပကိုအကျွန်ုပ်၏ရုံနှင့်နံပြန်လည်မပေါင်းစုံမိခင်အကျွန်ုပ်၏တာဝန်ရက်များနှင့်ကတောင်းအနှွေများကိုအုပ်ချုပ်ရန်တာဝန်ပေးအပ်ကာအကျွန်ုပ်ရုပ်ပွားကိုစောက်ရှောက်စေသည်လူအပေါင်းတို့အားကျွန်ုပ်တို့၏ကတောင်းနယ်ဝင်များထားရှိသည့်ပြမစိုးတရား၄ပါးကိုမန်တိုင်ပြုကာချမ်းသာဒုက္ခရှိကြစေကြောင်းမေတ္တာပို့ပါ၏အကယ်၍ကျွန်ုပ်သည်အာယုပညာရှာခိုက်တွင်အကျွန်ုပ်၏လုပ်ငန်းစဉ်ပညာစခန်းကိုနှောက်ယှက်ဖြစ်စည်းသူမှန်တည်းသည်အကျွန်ုပ်၏ဆရာများ၏တကိုးတတိယ၎င်းအကျွန်ုပ်၏နှုတ်ဆွမ်းရည်ကာမစိတ်တကိုးကြောင့်၎င်းနှောက်ယှက်သူများကိုဘေးအန္တရာယ်မျိုးမျိုးသင့်စေသည်အသက်ရှုံးပြတ်စေသည်မိအကျဉ်သူတူတယောက်မှအကျွန်ုပ်၏ရုပ်ဘွားနှင့်ကတောင်းနယ်ဝင်များကိုမသိမ့်မပြတ်စည်းနိုင်စေသည်
ယတနာသုံးပါးနှင့်ကျွန်ုပ်၏ဆရာတော်များ၏ကာကွယ်ဆောက်ရှောက်မှုသည်ပြည့်စုံပြီးမြောက်စေသည်ကျွန်တော်နှင့်ငိမ့်မောင်ကိုဘိုးရန်တို့လူစုသည်ဟောင်းနှွမ်းလာသောကြေးပရပိုက်ကိုဖတ်ပြီးအကြီးအကျယ်အံ့အားသင့်နေတော်၏ပြီးမှပိတ်ဖြူဝေပုဂ္ဂိုလ်တို့ပြန်ပေးလိုက်သည်တွင်ထိုပုဂ္ဂိုလ်ကအကျွန်ုပ်ဟာဥယျပလို့ခေါ်တယ်အမောပြေသုံးဆောင်ကြပါဥယျပသည်သူ၏ဆွေမျိုးကတောင်းလူမျိုးတို့ယူဆောင်လာသောပဲဥပုပ်လက်ဖိတ်ချံပဲကြုံများထညက်များနှင့်ကျွန်တော်တို့အားဧည့်ခံကျွေးမွေးသည်ကျွန်တော်သည်စားရင်တောက်ရင်ပင်ဥယျပဆရာတော်နဲ့ဥယျပအခုဘယ်လိုတွေ့တယ်လဲလူကိုယ်တိုင်လားဥယျပသည်ပြုံးလိုက်ပြီလင်မနှောတွေ့ရောဓာတ်တွေ့ရောရုပ်တွေ့ရောအခါခွင့်ကြုံတိုင်းဖူးမြင်ရပါတယ်ရှေ့အရေးပြောရရင်မြန်မာတပြည်လုံးစိတ်ရည်မအေးပါဘူးသူတော်ကောင်းတွေနှလုံးမပျော်စရာပဲမြစ်တာရေဝင်ကသုံးကြပါစစ်သူကြီးမယုံနိုင်သောဘိုးကြီးငိမ့်မောင်သည်လက်ဖက်ပွဲတွင်မှလှမ်း၍ကဲဥယျပကျွန်တော်တို့တက်မတော်ရှိရင်ဘယ်လိုလဲပြောစမ်းပြမှန်ဥယျပသည်တမလင်ခွေထိုင်ရမှတစ်ချက်အသက်ပြင်းပြင်းရှူကာအာယုံယူလိုက်ပြီးမျက်စိစုံမိတ်ထားလိုက်သည်အတန်ကြာမှမောပန်းသည့်လေတံဖြင့်စစ်သူကြီးတို့နဲ့မိတ်ဆွေဆရာသမားဖြစ်နေတဲ့လူမျိုးခြားစစ်တပ်ဟာအခုတလောကိုပေါင်းစိတ်ခွာလုပ်နေကြတယ်မကြာမီ3နှစ်တွင်းမှာမိတ်ဆွေအဖြစ်မှမဟာရန်သူကြီးဖြစ်ရောက်ကြမယ်စစ်ခင်းကြရမယ်ကျွန်တော်ဒီဘိုးကြီးငိမ့်မောင်ကိုချက်ချင်းလက်ကုပ်၍တားမြစ်လိုက်ရ၏ဥယျပကိုမိတိုင်းမှန်တာကြီးဟောနေလင်အာလုံးဒုက္ခဖြစ်သွားနိုင်သည်မှန်ပါသည်ကျွန်တော်တို့နှင့်ဂျပန်စစ်တပ်များသည်ယခုအခါ၌စတင်ကစိတ်တဘောထားကွဲကပရိယေတုံးနေကြတော့ကြောင့်သည်ရွာသူရွာသားတွေသည်ဖျားပရဝင်အတွင်း၌စီမီများကိုထွန်းညိကစုတောင်းသူကစုတောင်းလျက်ငှက်ပြောပွဲအုံပွဲတွေဖြင့်တစုံတရာပြင်ဆင်နေကြသည်လူတွေဘာလို့ကြမလို့လဲဥယျပကတော့ပွဲတွေနဲ့ဥဖိုးဟန်ဒီအမက်တမဲ့မေးလိုက်သူတွင်ဥယျပကအကျွန်ုပ်တို့ဆရာတော်ကြီးရဲ့မသမာသူတွေယူဆောင်သွားတဲ့ရုပ်ပွားရုပ်ဟာဒီနေ့ညပဲပြန်ကြွလာမယ်ဒါကြောင့်ကတောင်းနယ်တွေအားလုံးတစုတဝေးတဲ့စီးကျုပ်ကြော့ကြရမယ်မကြာမီရဲဘော်မောင်တင်သည်အတန်ဖန်းဆက်ကိုကန်ရင်ကျွန်တော်စီတို့အရေးတကြီးလာပေးအရင်တေတဆုကအရေးတကြီးတည်င်းပို့ပါတယ်ပုံမူကျွန်တော်ဒီအတန်ဖန်းကိုနားထောင်ကြည့်လိုက်ရာတေတဆုတည်င်းပို့တယ်တက်တမိုင်နဲ့နှစ်ဖားလုံးကွာမှာလူရွေးတွေများများမြင်ရတယ်ရန်သူတွေလို့ထင်ရတယ်ဥနုနန္ဒလီတမော့ဤတွင်ကျွန်တော်ဒီဘိုးကြီးငိမ့်မောင်နှင့်ရဲဘော်10ယောက်ကိုခေါ်ယူ၍ကြံရုံးဖွဲ့ဝင်များဖြစ်သည့်ဥဘိုးတန်ဥနုဥဘိုးရန်နှင့်ရဲဘော်ကျော်လာနှင့်တကွတပ်စိတ်နှစ်စိတ်ကိုတောင်ပေါ်တွင်ထားခဲ့ပြီးအမတ်1တပ်စုနေရာယူထားရာတောင်တက်တောင်ဖက်မျက်နှာစီသို့အမြန်ဆုံးဆင်းခဲ့လေသည်ထွက်ခါစ9ရက်လတချမ်းပဲ့အယောင်အောက်တွင်ကျွန်တော်ဒီမှန်ပြောင်းကိုအသုံးပြု၍ဆင်းမျက်နှာကိုအကဲခတ်၍ကြည့်လိုက်သည်မှန်ပေသည်တော်တော်များများလူတအုပ်သည်တလန်းချင်းတောင်ချေရင်းသို့ချင်းကပ်လာတော့၏နန္ဒလီနှင့်တမောတို့သည်လည်းကျွန်တော်တို့နီးမှကပ်၍တရွေ့ရွေ့တက်လာသောလူအုပ်ကိုအကဲခတ်လိုက်သည်အမတ်1တပ်စုသည်နှစ်ချမ်းကွဲကပေ60ခန့်နှိမ့်ဆင်းသွားသည့်တောင်တက်လမ်းကိုအသင့်ဆောက်နေရာရုတ်တရက်ရန်သူများမမြင်တွေ့ရန်တိတ်ခတ်တစ်ပိုင်းများဖြင့်ဆက်တနက်ကြီးများဆက်တနက်ကလေးများကိုဖုံးကွယ်၍ထားခဲ့သည့်ကြောင့်တရွေ့ရွေ့တက်လာသူများသည်ကျွန်တော်တို့ကိုလုံးဝတွေ့မြင်ပုံမရချေရှေ့ဆုံးမှတနက်ကင်10ယောက်သည်တောင်ကြားထဲသို့ဟိုကြည့်ဒီကြည့်နှင့်ဝင်ရောက်ခဲ့သည်၎င်းတို့နောက်ဝါ3ရိုက်ခန့်၌ရှမ်းပေါင်းမီအနက်နှင့်ဝှစ်ဆင်ထားသောဘယ်ဖက်လက်မောင်းကိုတိုင်းထားသည့်အရက်မြင့်မြင့်လူတစ်ယောက်နှင့်လက်ဝဲလက်ရမှတော်မီတနက်နှစ်လက်ကင်လာသူနှစ်ဦးကညှက်၍အကြီးအကဲနှင့်သူတို့ကိုတွေ့လိုက်ရသည်၎င်းတို့3ဦးနောက်မှဆက်တနက်ကန်2ဦးနှင့်ရိုင်ဖယ်တနက်ကန်လူ2ယောက်ခန့်ကိုတွေ့ရပါသည်ကျွန်တော်ဒီရှေ့ပြားချီကင်းကိုကျွန်တော်တို့ရှေ့မှဖြတ်ကျော်ခွင့်ပေးလိုက်ပြီးရှမ်းပေါင်းမီဝိလူတစုသည်တပ်စုရှေ့သို့အဖြစ်တွင်အစင်သင့်ပြုလုပ်ထားသောမီးကြီးအဖြူကြီးစံထည့်ထားသောပစ္စတိုနှင့်ကျွန်တော်ကကောင်းကင်တို့ထောင်ကားပြစ်ဖောက်လိုက်တော့၏လင်းခနေထိန်ခနေနေရာအားလုံးအကြခမန်းဖြစ်သွားစဉ်ကျွန်တော်တို့ထောင်ချောက်ထဲဝင်နေမိသည့်တောင်းကျမ်းသူတို့မှအံ့အားသင့်သွားလိုက်စဉ်တွင်ခေါင်းဆောင်နှင့်သူကသူ၏ညာဖက်လက်မှအသင့်ကန်လာသော
ခက်ရှိရှိအထုပ်တစ်ခုကိုလမ်းနှင်းမြောက်၍သူ့လူများအားပြသလိုက်သည်တွင်ထိုအထုပ်ဖြူသည်အရှိန်လုံးကဘောင်းမိရှင်နှင့်လူ၏လက်ထဲမှလွင့်ထွက်သွားပြီးမာကျောတော်မြေကြီးပေါ်သို့ဖုတ်ကနေပစ်ကျသွားသည်တစ်ချိန်တည်းပင်ဆက်သနတ်တံများရိုင်ဖယ်တံများသည်ပတ်ဝန်းကျင်ကိုရိုက်ခတ်ဖုံးလွှမ်းသွားတော့၏ပြစ်အဲ့ဒါညံထွန်းစရာဘောင်းမိနဲ့လူညံထွန်းနန္ဒလီကချက်ချင်းအော်ဟစ်တတိပေးလိုက်သည်နှင့်တပြိုင်နက်ကျွန်တော်အနီးမှဆက်သနတ်ကြီးသမားသည်ဖြူဖြူအထုပ်စီသို့တအားပြေးကောက်လိုက်သူညံထွန်းစီသို့ကြာနာချိန်ကပြစ်ခတ်လိုက်သည်တွင်နှခမ်းမွေးကားနှင့်တောင်းကျမ်းသူခေါင်းဆောင်ညံထွန်းသည်နောက်တို့ခွေ၍ကျသွားတော့၏ကရင်တောင်းကျမ်းသူများသည်ခေါင်းပေါ်၌လက်မြောက်၍လက်နက်ချကြောင်းကြောက်အားလက်အားနှင့်အော်ဟစ်၍ပြောကြားသံကြောင့်ကျွန်တော်ဒီနောက်ထပ်မိကြီးတစ်လုံးကိုပြစ်ပေါက်ကာအပြစ်အခက်ခက်တရနာသည့်အထိမ့်မှန်ပြသလိုက်ပါတော့သည်လက်မြောက်ထားသူများကိုလှန်ဆွနှင့်ရဲဘော်များကချိန်ကဖမ်းဆီးနေသည်တွင်တောင်ပေါ်ကျောင်းစီမှကျေးစီတံများသည်တပြိုင်နက်တည်းပဲ့တင်ထက်၍ပေါ်လာပြီးကတောင်းလူမျိုးတို့၏စုတောင်းတံများကလည်းအလျူလျူပေါ်ထွက်လာကတောင်အောက်ရှိကျွန်တော်တို့နားထဲသို့ကြားရတော့သည်ညံထွန်းမှရင်ဘတ်တွင်ဆက်သနက်ကြီးစံအစုံပေါက်ဝင်သွားပြီးကြဆုံးနေတော့၏သူ့ဘေးမှဒဏ်ရာနှင့်အသက်ရှင်နေသောတက်စော်ဆောင်တဦးကအော်ဟစ်ရင်အယုတ်အားကြီးဂျုံဝင်တာဘယ်မှလဲတနက်ပြီးတာဟုပြောလိုက်ပြီးလေးဖက်ကုန်း၍အဝိဖြူဖြူထုတ်စီသို့လှမ်း၍ယူလိုက်သည်တို့ရတွင်အဝိဖြူဖြူထုတ်သည်ဗလာကြီးဖြစ်တာတွေ့ရတော့၏ဥပုဟန်နှင့်ရဲဘော်နှစ်ယောက်သည်တောင်ကုန်းပေါ်မှအပြေးဆင်းလာပြီးကျွန်တော်ကိုအရေးတကြီးလက်တို့၍တောင်ပေါ်သို့ခေါ်ဆောင်ပါသည်အခြေအနေကိုထိမ့်သိမ်းရန်ဘိုးကြီးငိမ့်မောင်ကိုတာဝန်ပေးခဲ့ပြီးကျွန်တော်ဒီတောင်ပေါ်သို့ခက်မြန်တက်ရောက်ခဲ့၏ဥပုဟန်သည်ကျွန်တော်အားအရေးတကြီးကြောင်းကလေးစီသို့ခေါ်သွားပါသည်ကြောင်းကလေးအတွင်းနှင့်အပြင်ဝဲကတောင်းလူမျိုးယောက်ျားမိန်းမများသည်ဝမ်းသာအားရသည့်မျက်နှာဖြင့်လက်အုပ်ချီကပလင်ချီသို့ရှ िख ိုးဆူတောင်းနေကြသည်ကျွန်တော်၏ရဲဘော်များသည်ပလင်နှင့်အနီးကပ်ဆုံးအပြင်ဖက်နေရာမှကပ်၍ပါဇက်အဟောင်းသားနှင့်လှမ်း၍ကြည့်နေကြသည်ကျွန်တော်လည်း၎င်းတို့နောက်မှအသာကပ်၍ပလင်ပေါ်သို့ဂယုတဆိုင်ကြည့်မိရာတွင်အနက်ရောက်ကလေးပါစအပေါ်၌ထူးဆန်းလာသောဖြူဖြူပစ္စည်းတစ်ခုသည်ထောင်လျက်တွေ့နေရတော့၏ဟဲဟု၍အလန့်တကြားမော်အော်မိစေရန်မနှဲတတိပြုလိုက်ရ၏အချောင်းမှာကတိပါအစပေါ်၌ဖြူဖြူအရှိရှစ်လက်မခန့်ပစ္စည်းမှာပီပီတတရုပ်လုံးပေါ်နေသောရောင်ကြီးပွေနှင့်နှကမ်းမွေးမုတ်စိတ်မွေးဖွားဖွားထင်းထင်းရှားရှားတွေ့ရသည့်အဖိုးကြီးရုပ်သို့မဟုတ်တခါကကျွန်တော်တို့တက်ရင်ထဲသို့တချို့မတင်ကားမှုဖြင့်ရောက်ရှိလာခဲ့သည့်စိတ်မနှံ့သူဘုံတော်ကြီးလက်ထဲမှတင်ငန်းစားနှင့်ပတ်ထားသည့်တနက်ပြီးသောကြောက်ဖြူအဖိုးကြီးရုပ်တာဖြစ်ချေ၏ဥယူပသည်ရှေ့ဆုံးမှထိုင်ကားမမိတ်မတုံကြီးညိုစိတ်ဖြင့်ကြောက်ဖြူရုပ်ကိုကတော့နေရှာသည်ကျွန်တော်သည်ရဲဘော်များကိုလက်သို့အတာခေါ်ခဲ့သည်ဘာသာရေးကိစ္စ၌ကျွန်တော်ကအနှောက်အယှက်မပြုရန်အကြောင်းဖြစ်သည်တကယ်အံ့ဩစရာပဲဘူးမူဖုံးကြီးလက်ထဲကပျောက်သွားတဲ့ကြောက်ရုပ်ဥပိုးဟန်ကပြောလိုက်ရာတွင်ရဲဘော်ကြော်လန်သည်နောက်တို့ကြည့်ရင်ကျွန်တော်တို့ဒီရုပ်ကိုရအောင်ယူရအောင်တနက်ပြီးတဲ့ရုပ်မှုအကြံပေးပါသည်တို့ရာတွင်ကျွန်တော်အနေနဲ့ရဲဘော်ကြော်လန်ရဲ့အကြံကိုတားဆီးလိုက်ရပါသည်တဖန်အောက်သို့ပြန်ဆင်းလာပြီးတက်စုနှစ်စုသို့အခြေအနေကိုအတန်ဖန်းဆက်နှင့်လှမ်းမေးပါသည်ကျွန်တော်ဒီကြောက်ရွံ့နှင့်ပတ်သက်၍မကြေမနက်သောအချက်အလက်ရှိနေသည့်ကြောင့်ဖမ်းမိထားသောအသက်ရှင်နေသည့်ညံထွန်း၏တက်တော်ဆောင်ကိုခေါ်ကာဦးနုမတစဉ်စကပြန်အဖြစ်နှင့်မေးလိုက်သည်တွင်၎င်းကြောက်ရွံ့ကိုမနေ့ကအောက်ကျင်းကညံထွန်း၏လူယုံတဦးကပြန်ရလာကြောင်းမိတို့မိပုံပြန်ရလာသည်ကိုမသိရပေလာဖို့သူကိုရွှေလက်စွပ်နှစ်ကွင်းစုအဖြစ်နှင့်ပေးလိုက်ကြောင်း၎င်းကြောက်ရွံ့ပြန်ရ၍ညံထွန်းသည်ရဲဝင့်စွာဖြင့်မိမိတို့အတွက်အပီးအစီးဖြစ်ပြီးပြောကာကတောင်းရွာတို့တက်ရောက်၍ရိတ်ခါတောင်းရန်လာခဲ့စဉ်ယခုကဲ့သို့အတိုက်ခံရကြောင်းပြောသည်တမတော်ကပြစ်ခတ်စဉ်ညံထူးကကြောက်ဖြူရုပ်ကိုမြှောက်၍အကာအကွယ်ပြုလိုက်သည်ကြောက်ဖြူရုပ်သည်ညံထွန်းလက်ကခုန်ထွက်သွားသည်ကိုမိမိနောက်ဆုံးမြင်လိုက်ရကြောင်းပါအစ်စ်ခံလေသည်ကျွန်တော်ဒီထိုညဖို့တက်စုတနေရာ၌တက်ဖြန့်ကစကန်းချအိတ်ရင်အနားယူခဲ့သည်နက်နက်လင်းလင်းချင်းကျွန်တော်တို့အားလုံးသည်ထူးဆန်းသောကြောက်ဖြူရုပ်ကိုထပ်မံ၍ကြည့်ရန်တောင်ပေါ်တို့တက်ခဲ့ကြသည်တို့ရာတွင်ကတောင်းတရွာလုံးတိတ်ဆိတ်နေသည့်ကြောင့်အံ့အားသင့်သွား၏
တဖန်ကျောင်းဖက်သို့လှမ်းကြည့်လိုက်ရာတွင်အားလုံးသိစိတ်လျက်ဥယူပရောပရိသတ်များတယောက်မှမတွေ့ရတော့ချေအံ့ဩဖွယ်ကောင်းသောကြောက်ဖြူရုပ်ကဥယူပသို့လူသားနှင့်တူကတောင်းရွာသားအားလုံးပျောက်ကွယ်ကုန်တော့သည်ဥပုဟန်သည်မကြေမနက်ဖြင့်တောင်နေရများတစ်လျှောက်သို့လှေဝတ်တီတလန်ဆင်လန်းများကိုရှာဖွေရာတွင်တောင်၏အရှိတ်ဆောင်း၌ခြုံတွင်အုပ်ဆိုင်နေသောလှေဝက်စွာတောက်လုပ်ထားသည့်လှေကားထစ်များဖြင့်တောင်စင်းလမ်းတစ်ခုကိုမမျော်လင့်ပဲတွေ့ရတော့၏ထွက်ပြေးကုန်ပြီသူတို့အဖိုးဖြစ်တဲ့ကြောက်ဖြူရုပ်ကိုကျုပ်တို့လူရုံမှကြောက်တာနဲ့ပြေးကုန်ပြီဗျဦးနုသည်စိတ်မကောင်းသည့်အတန်ဖြင့်ပြောလိုက်တော့သည်ကျုပ်တို့စိတ်ထဲမှာကြိတ်ပြီးကြံနာတွေကိုတီးသွားပုံပဲဥပုဟန်သည်ရဲဘော်ကြုံလန်ကိုရက်ကြည့်ရင်ကြည့်ကပြောလိုက်ခြင်းဖြစ်သည်ကျွန်တော်အနေဖြင့်ကျွန်တော်ရဲ့အဓိကတာဝန်ဖြစ်သည့်အရှိရှမ်းယူမ၌လူအထုကိုနှိပ်စက်နေသောညံထုံးတဲ့အဖွဲ့ကိုနှိမ်နှင်း၍အောင်မြင်ခဲ့ရသည့်ကြောင့်ခေါင်းရှင်းသွားပါတော့သည်ကျွန်တော်အဖို့ထပ်မံ၍ဝမ်းသာရမည့်အချက်မှာကြောက်စရာကျိန်စာကိုထားသောဘိုးဟိန်တို့ရုပ်ထုကိုကျွန်တော်တို့လက်ထဲ၌လက်မခံလိုက်ရခြင်းနှင့်တူဘိုးဟိန်နာ၏ကြောက်ရုပ်သို့မဟုတ်ရုပ်ပွားသည်တနတ်ပြီးစသတ်ပြီးကိုတွေးမျက်မြင်ဖြစ်ခဲ့တော်လေထိုကတောင်းလူမျိုးများလက်မှအတ္တမယူငင်သူမှန်သမျှတေချင်းစိုးနှင့်တေးရမည့်ဘေးအန္တရာယ်မျိုးမှကျွန်တော်တို့တတ်မတော်သားများမကြားရောက်မသက်ဆိုင်ခဲ့ခြင်းစသည့်ချက်လက်များကြောင့်တည်ကျွန်တော်ဒီဘိုးကြီးငိမ့်မောင်ကြီးတက်ခွဲနန္ဒလီသမုတ်အစရှိသူများကိုခေတ္တနယ်အခြေအနေထိမ့်သိမ်းရန်တာဝန်ပေးအပ်ခဲ့ပြီးတပ်များကိုရပ်ပိုင်းတွင်၌ပြည်မနာသက်ရင်စခန်းသို့တာဝန်ကျေပွန်စွာဖြင့်အောင်လံလွှင့်၍ပြန်လည်ချီတက်ကြသည့်အကြောင်းနှိကုန်ကကျွန်တော်ရေးသားရန်မလိုတော့ဟုထင်ရပေတော့ဒီတကားဟုတ်ကဲ့ပါခင်ဗျာဒီနေရာလေးမှာပဲစာရေးဆရာကြီးဘိုးသားရရဲဘော်သုံးချက်ရေးသားထားတဲ့သွေးတန်ရဲရဲဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးပြီးဆုံးလို့တော့ပါပြီခင်ဗျာနားဆင်ပေးသူအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ